140တက် လို့ သွား ပြော ပြီ နေ တက်သွားပြီထင်တယ် Hello မင်္ဂလာပါကြား မ ရ င်္ဂ လာ လာ တွေ့ ပါတက်သွားပြီ မင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ပို့ပြီးတော့စိတ်ဝင်စားတဲ့ topic လေးပေါ့နော်ဟုတ်တက်သွားပြီနော်ဒါဆိုစလိုက်အောင်ဟုတ် ဟုတ်ကဲ့ပါ အားလုံးမင်္ဂလာပါဒီနေ့ကျမတို့ရဲ့ live လေးပြန်စပြီ စိတ်ဝင်စားတဲ့ topic လေးပေါ့နော်ဟုတ်တက်သွားပြီနော် ဟုတ်ကဲ့ပါ ကဲအရင်ဆုံးဒီ live မစခင်မှာကျမတို့ကိုမိတ်ဆက်တဲ့အပိုင်းလေးနဲ့စကြင်ပါတယ်ကျမဒေါက်တာဆွေစင်ပါ professional life coach တယောက်ဖြစ်ပါတယ်ဘုံမိုးကလည်းမိတ်ဆက်ပေးပါအောင်နော် ဟုတ်ကဲ့မမိုးကတော့ဒီ parenting coach တယောက်ဖြစ်ပြီးတော့မှအခုလက်ရှိပေါ့နော်ဂျာမနီမှာနေပြီးတော့မှ coaching အလုပ်တွေကိုလည်းလုပ်ပါတယ်ပြီးတဲ့အခါကျတော့စာလေးတွေလည်းရေးပါတယ်ပြီးတော့သားနှစ်ယောက်မိခင်ပါရှင် မမီယာမိတ်ဆက်ပြီးတော့ဒီနေ့ live ရဲ့ရည်ရွယ်ချက်လေးပါတခါလေးပြောပေးပါနော် ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီနေ့ကနည်းနည်းလေးစိတ်လှုပ်ရှားတယ်ပေါ့နော်အကုန်လုံးနဲ့ပြန်ပြီးတော့တွေ့ရအဆုံးရတာပေါ့နော်ကျမကိုလေးပြန်ပြီးမိတ်ဆက်ပါမယ်ကျမဒေါက်တာမီမီဟန်ပါကျမက rapid transformational therapist တယောက်ဖြစ်တယ်လို့ပေါ့နော် DBS ဆိုင်နဲ့ပတ်သက်တဲ့ counselor တယောက်လည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမဒီနေ့မှာဒီအကြောင်းလေးပေါ့နော်ကျမတို့ဒီ topic လေးကိုရေးထားတယ်အစိတ်တဲ့နဲ့ဒီမိပါတယ်ပေါ့နော်ဆိုတော့ toxic parenting ဆိုတာလေးကိုရွေးပြစ်တယ်ပေါ့နော်တကယ်တမ်း toxic parenting လို့ပြောလိုက်လို့ရှရင်လေကျမတို့ကဒီဟာလေးကမတော်တဆဖြစ်သွားနိုင်တဲ့အကြောင်းအရာတွေအများကြီးပဲရှိတယ်ပေါ့နော်ဒါမရည်ရွယ်ပဲနဲ့ဖြစ်သွားနိုင်တဲ့အကြောင်းအရာလေးအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ toxic parenting ကိုကျမတို့ဘာလို့ရွေးပြစ်လဲဆိုတော့လေကျမတို့အားလုံးလေနော်ဒီမှာရှိနေတဲ့သူတွေရောအခုဒီ live ကိုကြည့်နေတဲ့သူတွေရောအားလုံးကသားသမီးဘဝကိုကျမတို့အကုန်လုံးဖြတ်သန်းခဲ့ပူတယ် maybe မိဘဖြစ်စဉ်မှဖြစ်မယ်ပေါ့နော်ဒါပေမဲ့သားသမီးတွေရဲ့ဘဝကိုတော့ကျမတို့အားလုံးဖြတ်သန်းခဲ့ပူတာလေနော်အဲ့တော့အဲ့ဒီကျမတို့ဘဝမှာကြုံခဲ့ရတဲ့အရာတွေကျမတို့တက်တန်းတစ်လျှောက်လုံးမှာကြုံခဲ့ရတဲ့အရာတွေရှိတယ်ဒါပေမဲ့အဲ့တက်တန်းတစ်လျှောက်လုံးမှာကြုံခဲ့ရတဲ့အရာတွေကိုကျမတို့ဘယ်တော့မှလေပြန်ပြီးတော့ပြန်လန်ဆန်းစစ်သုံးသပ်တယ်ဆိုတော့ဘယ်တော့မှမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အဲ့ကျမတို့ဖြတ်သန်းခဲ့ရတဲ့အဲ့ငယ်ဘဝတစ်လျှောက်လုံးကတကယ်တော့လေကျမတို့ရဲ့တက်ကြီးဘဝတစ်လျှောက်လုံးအရန်ကို impact ဖြစ်တယ်ပေါ့နော်အဲ့တော့ဘဝလုံးမှာအကျိုးသက်ရောက်မှုတွေရှိနိုင်တယ်အဲ့တော့ကျမတို့ဘယ်လို parenting မျိုးနဲ့ဖြတ်ကျော်လာခဲ့လဲဘယ်လို parenting မျိုးနဲ့ကျမတို့ကြီးပြင်းလာခဲ့လဲပေါ့နော်အဲ့လိုကြီးပြင်းလာခဲ့တဲ့အနေအထားတွေရဲ့အခြေခံမှာပဲကျမတို့ကနော်ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာဖြစ်လာခဲ့တယ်ဆိုတော့ကျမတို့အခုဒီ psychology ကိုတည်တည်ချာချာထဲဝင်ပေါ့နော်လေ့လာလိုက်တဲ့အနေအထားမှာဒါတွေကိုပို့ပြီးတော့ကျမတို့သိလာခဲ့တယ်ပေါ့နော်အဲ့တော့တစ်ခါလေကြားလို့ရှိရင်ကျမတို့ကဘာဖြစ်တက်လဲဆိုတော့ကျမတို့အခုလေ့လာခဲ့တဲ့အကြောင်းအရာကျမတို့ဖြတ်သန်းခဲ့တဲ့ experience တွေနဲ့အတူเนาะဒီလိုဘဝမျိုးနေထိုင်နေရနေအခုပေါ့เนาะနောက်ထပ် generation အသစ်တွေကိုကျမတို့တည်တည်ချာချာတာသတိမထားမိဘူးဆိုလို့ရှိရင်နောက် generation တွေကိုပါဒီကျမတို့တွေ့ခဲ့ကြုံခဲ့ဘူးတဲ့ကောင်းတာရောမကောင်းတာတွေရောပေါ့နော်ဒါတွေအကုန်လုံးကို lesson ကမ်းပြီးပေးမိရတာဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်ဒီအသက်ကြီးတဲ့အရွယ်အထိကျမပြောခံရရှိတယ်ပေါ့နော်ဟိုဒီရသူတွေလည်းကြုံမှုကြမှာတင်တယ်ငါတို့တုန်းကဆိုလို့ရှိရင်တုတ်ပဲစီးရနင်တို့အလဲကြမှာလေရင်နေစီးပြီးတော့ Ford ကားတွေစီးနေတာစသည်ဖြင့်ပေါ့နော်ဒီလိုမျိုးလေးပေါ့ဆိုတော့ဒီလိုဒါလေးကဒါဥပမာလေးတစ်ခုပြောပြရပါပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ကဒီလို toxic parenting နဲ့ပတ်သက်လာလို့ရှင် toxic parenting ဆိုတာတကယ်တော့လေမိဘတွေနဲ့ပဲသက်ဆိုင်တာမဟုတ်ဘူးပေါ့နော်ကလေးတယောက်မွေးဖွားကြီးပြင်းပြီးတော့တစ်လျှောက်လုံးမိဘဆရာသမားပတ်ဝန်းကျင်အကုန်လုံး environment တစ်ခုလုံးကဒါအများကြီးသက်ဆိုင်တယ်ပေါ့နော် toxic parenting လို့ပြောလိုက်လို့ဟာဒီ life ကိုတော့ဒါ parents တွေပဲနားထောင်ရမယ်ပေါ့နော်ကျန်တဲ့လူတွေတော့မဆိုင်ဘူးလို့ဒီလိုမျိုးမဟုတ်ပါဘူးပေါ့နော်တကယ်တမ်းပြောရမယ်ဆိုလို့ရှင်ဒီဟာအရန်ကိုအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအဲ့လိုမျိုးပေါ့နော်ငငယ်တော့တွေ့လာတဲ့ pattern တွေကိုကျမတို့ကထပ်ခါကျင့်သုံးပြီးတော့အဲ့ဒီ pattern တွေအတိုင်းပဲနောက်ထပ် generation တွေကိုဆက်ပြီးတော့ဒါပေးမယ်ဆိုလို့ရှင်ဒီဇလန်းကြီးอ่ะပေါ့ဒီတန်တရားကြီးอ่ะပေါ့နော်ဘယ်တော့မှကျမတို့ပြီးမှာမဟုတ်တယ်လို့နောက်ထပ်ပြီးတော့ဖြစ်လာမယ့် generation တွေကလည်းပေါ့နော်ဒီထက်ပိုပြီးတော့ကောင်းတဲ့ generation တွေဖြစ်ဖို့အတွက်ကိုခဲယဉ်းလာမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အရင်တော့ကြုံခဲ့ရတဲ့အနေအထားတွေနဲ့ပဲဆက်ပြီးတော့ဒါသွားနေတာအများကြီးပဲထိခိုက်မှုတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျမတို့ရဲ့ဒီတူးချင်းစီပေါ့နော်
နေ့တိုင်းပြုမှုပြောဆိုတဲ့ကျမတို့ရဲ့ပြောဆိုမှုတွေရှိတယ်လေနော်အဲ့ဒီပြောဆိုမှုတွေကဥပမာထားပါတော့ကျမတို့ဒီအပြင်ကတွေ့ရတဲ့သူတွေဆိုလို့ရှိရင်ဒါအပြင်လူတွေမဟုတ်လို့ဆိုပြီးတော့ကျမတို့တီးခံအောက်ပြီးတော့နေခဲ့ရဆိုပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာကျမတို့ဘာမှတီးခံစရာမလိုတော့ကျမတို့ထက်ငယ်တဲ့ဟလာကျမတို့မွေးထားတဲ့ကလေးလေးတွေတော့ဘာမှမသိသေးတဲ့ကလေးလေးတွေအပေါ်မှာပေါ့နော်ကိုစိတ်ရှိတိုင်းပြောမိတာကိုရဲ့ဒီစိတ်ထွက်ပေါက်အနေနဲ့ပေါ့နော်လုံးမိတာဒါမျိုးလေးအများကြီးပဲရှိတတ်တယ်ဒါဟာရည်ရွယ်ပြီးလောက်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းမရည်ရွယ်ပဲနဲ့ဖြစ်သွားတဲ့အခြေအနေတွေမှာဒါလေးတွေကထက်ခါကြုံလာတဲ့အချိန်မှာပေါ့နော်ကလေးတွေအတွက်ဒါတကယ်ကိုပေါ့နော်peaceful parenting မဖြစ်ဘဲနဲ့ပေါ့နော်ပြောချင်တာကတော့ toxic parenting လို့အနေအထားမျိုးတွေရောက်သွားနိုင်တယ်ဆိုတာလေးဒါလေးကိုကျမဒါလေးပြောပြချင်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ဗာလဲဆိုတော့ကျမတို့ရဲ့ဒီမြန်မာတွေမှာပေါ့နော်ဗုဒ္ဓဘာသာမှာအနန္တောအနန္တာခိုင်းဝင်ဆိုပြီးတော့ကျမတို့မိဘဆရာသမားเนาะဒါတွေကိုလေတကယ်ဥထိတ်ထားကြတယ်ပေါ့နော်မှန်တယ်ကျမတို့ဘဝတသက်တာမှာလည်းဒါဥထိတ်ထားခဲ့တယ်ဆိုပေမဲ့ကျမတို့ parenting အပိုင်းနဲ့ပြန်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်မိဘဆရာသမားအကုန်လုံးကတော့အကုန်လုံးမှန်ကန်တဲ့ parenting နဲ့သွားနေတာမဟုတ်ဘူးဆိုတာလေးကိုဒါကျမတို့ပြန်ပြီးတော့တွေးလာရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါမိဘတိုင်းเนาะဆရာသမားတိုင်းလည်းအမြင်မှန်နေတာမဟုတ်ဘူးเนาะဒါကြောင့်မလို့ပေါ့နော်ကျမတို့ဒီ live လေးကိုကြည့်ခြင်းအပြင်ပေါ့နော်တခုခုလေးသာရသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ pattern လေးပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့တခုခုလေးပေါ့အဲ့ဒါလေးကိုသတိရှိသွားတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီကလေးတွေပေါ့နော်နောက်ထပ်မျိုးဆက်တွေလာမဲ့ generation တွေအပေါ်မှာကျမတို့ကဒါမှားယွင်းနေပေါ့နော် toxic ဖြစ်မဲ့ pattern တွေကိုရပ်နိုင်မယ်ကလေးလေးတွေအတွက်လည်းဒါစိတ်ကျန်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အရန်ကိုကောင်းတဲ့အခြေအနေတစ်ခုခုကိုပံ့ပိုးပေးနိုင်လိမ့်မယ်ဆိုရက်ရည်ရွယ်ချက်လေးတစ်ခုနဲ့ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့လေတစ်ခါလေကြာရင်မိဘတွေကလာမေးကြကျမတို့ဒါဒီလိုလုပ်တာမှန်လားမမှန်လားပေါ့နော်အဲ့ပြဿနာရတယ်ကျမတို့စီမှာအများကြီးရှိတယ်လေနော်ဆိုတဲ့အခါကျကျမတို့လုပ်တာမှန်လားမမှန်လားဆိုတဲ့ဟာလေးကိုလည်းဒီ live လေးကနေပေါ့နော်ဒါကျမတို့အကုန်လုံးကိုတော့ခြုံငုံမိမှန်မထင်ဘူးဒါပေမဲ့လည်းကျမတို့ရောက်နေတဲ့နေရာလေးကနေပြီးတော့ပေါ့နော် sharing လေးလုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ဒီ live လေးရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်မဆွေကြီးကိုပြန်အပ်ပါတယ်ဟာဒီ toxic parents ရဲ့ပထမဆုံးပိုင်းပေါ့နော်ပထမဆုံးပိုင်းဆိုလို့ရှိရင် toxic parents မျိုးစားတွေဘယ်လိုရှိတယ်ပြီးလို့ရှိရင်ဒီစိတ်သင်မိဘတွေပေါ့နော်မြန်မာလို့ဆိုရင်တော့ဒီမိဘတွေကသားသမီးတွေကိုဘယ်လိုစိတ်ဒဏ်ရာတွေပေးနိုင်လဲပေါ့နော်ပထမဆုံးအပိုင်းကိုကျမတို့အရင်ဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ဒီမျှဝေမဲ့အကြောင်းအရာတော့ကျမကတော့ဒီ toxic parents ဆိုတဲ့စာအုပ်ကဒေါက်တာ Susan Forward ရေးတာပေါ့နော်ဒါကို reference လုပ်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဆိုရင် toxic parents လို့ပြောလိုက်တယ်ဆိုမဲ့မိဘနဲ့သားသမီးကတခါလေကြာရင်ပရိပက္ခလေးတွေရှိတယ်ဖြစ်လေဖြစ်တာရှိရဆိုတာဒါပုံမှန်ပဲပေါ့နော်အဲ့တော့တစ်ခါနှစ်ခါပေါ့နော်တစ်ခါတရံမှာကြောက်ကစားဖြစ်ရုံနဲ့toxic parents လို့သတ်မှတ်လို့မရဘူးဆိုတာလေးကိုနည်းနည်းပြောချင်တယ်ပေါ့နော်တော့ကြာမိဘကိုထင်နေလွဲနေမှာလဲစိတ်ပူတယ်လေအဲ့တော့ဒီ toxic parents လို့သတ်မှတ်ဖို့ဆိုလို့ရှိရင်ဒီမိဘတွေကသားသမီးတွေကိုဒီကြမ်းတမ်းတဲ့အပြုအမူတွေပြုလုပ်တဲ့ဟာမျိုးပေါ့နော်ထိခိုက်စေတဲ့အပြုအမူတွေကိုသူကနှစ်ပေါင်းများစွာလုပ်ခဲ့တဲ့သူပြီးလို့ရှိရင်ထက်ခါကျူးလွန်ခဲ့တယ်ဆိုမှ toxic parents လို့သတ်မှတ်တာပေါ့နော်ဒါလေးတစ်ခုကိုတော့သတိထားဖို့ပြောချင်ပါတယ်ဆိုရင်ဒီစာအုပ်ရဆိုလို့ရှိရင်တော့သူကအဓိကအပိုင်း၃ပိုင်းပေါ့နော်၃မျိုးပေါ့၃မျိုးခွဲထားတာပေါ့နော်neglectors ပေါ့ neglectors ဆိုတာကတော့မိဘကိုယ်တိုင်ကရေချင်းမပြည့်မီဘူးနောက်ဆေးဆွဲနေတာတို့ဒီလိုမျိုးပေါ့နော်မိဘကိုယ်တိုင်ကပြဿနာရှိတဲ့အခါကျသားသမီးတွေကိုကောင်းကောင်းမွန်မွန်သူကအုပ်ချုပ်မှုမပေးနိုင်ဘူးပြုစုမစောင့်ရှောက်မှုကိုမပေးနိုင်တဲ့မိဘတွေပေါ့နော်နောက်တစ်ခုကတော့ controller တွေပေါ့နော်မိဘကသူ့သဘောဆန္ဒအတိုင်းသားသမီးကိုပုံသွင်းတယ်အတင်းသားသမီးရဲ့ဆန္ဒကိုလစ်လူရှုပြီးတော့အုပ်ချုပ်တဲ့မိဘတွေပေါ့နော်နောက်ဆုံးတစ်ခုကတော့ abuser ပေါ့ abuser မှာဆိုလို့ရှိရင်၃မျိုးရှိတာပေါ့နော်သူကဒီ physical abuser ရှိတယ် sexual abuser ရှိတယ် verbal abuser ဆိုပြီးတော့၃မျိုးရှိတာပေါ့နော်အဲ physical ဆိုတော့ဒါကတော့ရိုက်တာနှက်တာနှိပ်စက်တာတွေပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းဒီဘက်မှာတော့နည်းနည်းလေးလျော့လာပေါ့နော်အရင်တော့ဆိုလို့ရှိရင်
မိဘကသားသမီးကိုကောင်းစေခြင်းလို့အိုးဆိုတာနာနာလေးရိုက်မှဆိုပြီးတော့အဲ့အယူစားနေပေါ့နော်ပြီးလို့ရှိရင်မိဘတွေကသူတို့ကိုယ်တိုင်နေရိုက်ရုံနေမကဘူးတခါကျောင်းမှာလည်းရိုက်ပါနော်ရတယ်မကြိုးမခိုင်းတော့ပြီဆိုပြီးတော့ဆရာတွေကိုတော့မှသူတို့ကပြန်ပြီးတော့ဟိုတွန်းအားပေးတာပေါ့နော်သားသမီးတွေကိုအဲ့လိုမျိုးဆိုရင်ဒါဆိုလည်းသားသမီးတွေကိုထိခိုက်စေတာပဲပေါ့နော်သူကကျမ client တယောက်ဆိုပြောတယ်လေသူငယ်ငယ်တုန်းကသူ့ဖေကသူအရန်ရိုက်တယ်ပေါ့နော်ရိုက်တော့တဲ့ तू ကကားနာတာထက်သူ့ရဲ့စိတ်ကနာတယ်ပေါ့နော်သူ့ကိုလှုပ်ရက်လေခြင်းဆိုပြီးတော့စိတ်ခံစားရတဲ့ခါကျတော့ဒီစိတ်ခံစားချက်တွေကဒီသူကြီးပြင်းလာတဲ့အထိပေါ့နော်ခလေးဘဝကနေတောက်လျှောက်ကြီးပြင်းလာတဲ့အထိကိုဒီစိတ်ခံစားချက်တွေကစိတ်မှာဒဏ်ရာရတယ်ဒဏ်ရာရတော့ဘာဖြစ်လဲဆိုရင်သူ့ရဲ့ relationship ကအဆင်မပြေဘူးလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်တငယ်ချင်းပေါင်းသင်းတဲ့ဖြစ်ပေါင်းသင်းဆက်ဆံရေးမှာထိခိုက်မှုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒါ physical abuser တွေရှိတယ်နောက်တစ်ခုကတော့ sexual ကတော့ဟိုနည်းနည်းလေးရှားတယ်ပေါ့နော်ပြောရရင်တော့ဒီ abnormal စယောဂရှိတာမျိုးမှာပဲတွေ့ရလေးရှိတယ်ပေါ့နော်အရန်ကြီးဟို common ဖြစ်မနေဘူးပေါ့နော်အဲ့တော့များသောအားဖြင့်အတွေ့ရများတာဘာလဲဆိုရင် verbal abuser ပေါ့ verbal abuser ကကြတော့သူကမိဘကိုယ်တိုင်ကလည်းသူ့ကိုယ်သူသတိမထားမိပဲနဲ့ abuser ဖြစ်တာပေါ့နော်သူမှဆိုလို့ရှိရင်လည်းဒီနှုတ်အားဖြင့်ပေါ့နော် verbal ဆိုတော့နှုတ်အားဖြင့်ဒီသားသမီးကိုထိခိုက်စေတဲ့အပြုအမူတွေပေါ့နော်အဲ့ခါကျရင်သူကအဓိက2မျိုးရှိတယ်ပေါ့နော်2မျိုးကတစ်မျိုးကတော့တိတိတတ်တာတချို့ဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲချို့အမေတွေပေါ့နော်အမေတွေဆိုလို့ရှိရင်သူကဒီအမျိုးသားကိုစိတ်နာပြီးတော့မှမွေးလာတဲ့ခလေးဆိုလို့ရှိရင်သူကခလေးကိုပြန်ပြီးတော့ရန်လုပ်နေတာမျိုးပေါ့နော်ဒါဆိုရင်တော့တိတာထင်ရှားတယ်ပေါ့နော်တချို့ဆိုရှိရလေဟိုမလို့ခြင်းပဲရလာတော့ဂျိုကောင်လေးတို့အဲ့လိုမျိုးပေါ့နော်နေကိုမွေးမလာတာကောင်းတယ်ဆိုဒါတွေကရက်လဲရက်ဆက်တယ်တိတာထင်ရှားတယ်ပေါ့နော်ကျမကအဓိကထားပြီးတော့ပြောချင်တာကကြတော့မသိတာပဲနဲ့ထိခိုက်စေတဲ့ဟာတွေပေါ့နော်အဲ့ဒါကြတော့အများစုမှာဖြစ်လေဖြစ်တာရှိရဘာလဲဆိုသားသမီးကိုသူကစတယ်နောက်တယ်ပေါ့နော်နှိမ့်ဆက်တာမဟုတ်ဘူးနောက်တာပေါ့လူကြီးကနောက်တာဆိုအများသောအားဖြင့်ကငွေစားတာပါတို့ကောက်ရတာတို့ဆေးရုံမှာခလေးချင်းမှားလာတာဒါမျိုးဆိုလို့ရှိရင်ဟိုတော်တော်များများဆိုရင်အမှုမဲ့မှတ်မဲ့ပြောလို့ရှိတယ်ပေါ့နော်ဒါပေမဲ့ခလေးဟာသူ့ကိုစတယ်နောက်တယ်ဆိုတာ तू နားမလဲဘူးပေါ့နော်သူ့အရွယ်နဲ့လည်း तू မသိဘူးအဲ့ခါကျ तू ကတကယ်ထင်ပြီးတော့သူ့မှာအဲ့မှာစိတ်ဒဏ်ရာရတာပေါ့နော်ဒါမျိုးဆိုရင်တော်တော်သတိထားဖို့ကောင်းတယ်ပေါ့နော်ကျမ client တယောက်ဆိုရင်သူကဘယ်လိုလဲဆိုတော့သူတို့မောင်နှမ3ယောက်ရှိတယ်အကိုနဲ့အမနဲ့ရုပ်ကဆင်တယ်သူကမတူဘူးမတူတဲ့ခါကျတော့သူ့ကိုအဲ့ဒါပြောတာပေါ့နော်နေကမွေးစားသားဆိုတော့ तू ကအဲ့ဒါဟုတ်များဟုတ်မလားဆိုပြီးတော့အဲ့တန်တရားနဲ့ तू ကကြီးလာအဲ့ဒါပေါ့နော်သူ့ဘာစိတ်ဒဏ်ရာတွေဖြစ်တယ်ပြီးတဲ့အခါကျတော့ तू အဲ့မှာဘာတခုကတော့ကံကောင်းဟာလဲဆိုတော့ तू အသက်8နှစ်မှာသူ့ညီလေးကိုထပ်ပြီးတော့သူ့မိကမွေးတာပေါ့နော်ဒီခါကျသူ့ညီလေးကသူနဲ့ရုပ်ကဆင်တယ်အဲ့ကကြာမှာ तू ကငါသားရှိစားစိတ်ထုံထုံချမိသွားတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းဟိုခလေးကတနာဖို့ကောင်းတယ်ပေါ့နော်မိဘကလည်းဒီလိုဖြစ်စေချင်မှာမဟုတ်ဘူးကိုသားသမီးဖြစ်နေမှလည်းမသိဘူးပေါ့နော်မသိဘဲနဲ့ဒီလိုစတာနောက်တာနေပြီးတော့ခလေးကိုစိတ်ဒဏ်ရာရတယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးကိုတော့တတိထားစေချင်ပါတယ်လို့ဟုတ်ကဲ့နောက်မတ်မီကလည်းဆက်ပြီးတော့ပြောပြပေးပါအောင်နော်ဟုတ်ကဲ့ပါဟိုမဆွေပြောသွားတဲ့ဟာလေးကိုကြားတဲ့အခါလေးကျမတို့အဲ့ client တွေမှာတွေ့ရတဲ့ဟာလေးလည်းပြန်ပြီးတော့သတိရမိတယ်ပေါ့နော်ဟုတ်တယ်အဲ့လို abusive တွေအဲ့လိုတွေလုပ်လိုက်တဲ့အခါကြလို့ရှင်လေကလေးဘဝတော့ကဒါဥမာထားပါတော့เนาะ10နှစ်သားတော့အရိုက်ခံခဲ့ရတဲ့ဟာကိုဆိုတာကိုအသက်40ကျော်50အဲ့လိုရောက်တဲ့အထိကိုမမေ့နိုင်တာဒါကိုပြန်မပြောနိုင်တာဒါတွေကတော်တော်ကိုစိုးရွားရတယ်ပေါ့နော်ဆိုတော့ကျမတို့မြန်မာ culture တွေမှာရောတခြား Asian တွေမှာအဲ့လိုမျိုးတွေကရှိနေသေးရเนาะအဲ့ရိုက်တယ်ဆိုတဲ့ဥစ္စာကြီးကဒါလုတ်တင်တယ်ဆိုပြီးတော့ဟိုသတ်မှတ်ထားတဲ့ဟာကြီးကတော်တော်ဆိုးတယ်လို့ကျမတို့မြင်မိတယ်လीเนาะဒါကိုလည်းကျမတို့တကယ်တမ်းပြောရရင်တော့တိတိကျကျ realize ဖြစ်လာတာကကျမတို့ဒီအသက်အရွယ်ရောက်မှ realize ဖြစ်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အကယ်၍များကျမတို့ psychology ဒါမလေ့လာခဲ့ဘူးဆိုရင်เนาะတော်တော်ဟိုဒီတန်တရားကြီးတွေကနေပြီးတော့ဒါကိုပဲအမှန်လို့ကျမတို့ကထင်နေကြအောင်မှာလीเนาะဆိုတော့လေမဆွေပြောသွားပြီးတဲ့နောက်မှာလေကျမစဉ်းစားမိရလေဒီ neglected
parents တွေပေါ့နော်ဆိုတော့ neglect လုပ်တယ်ဆိုတာကလည်းစောစောကတော့ abuse လုပ်တယ်ပေါ့ကလေးကိုရိုက်တယ်ဆိုလို့ရှိရင်အဲ့လိုရိုက်ပြီးဆုံးမတာဒါပတ်ဝန်းကျင်မြင်ရတဲ့အချိန်ဒါကြီးကတိတာထင်ရှားတယ်နော်မြင်တာတယ်နော်ဒါပေမဲ့ဒီလိုမျိုး neglect လုပ်တယ်ဆိုတဲ့ဟာကြတော့များသောအားဖြင့်မမြင်ကြဘူးဒီလားမမြင်ကြတဲ့ခါကျတော့ဘယ်လိုပုံစံမျိုးနဲ့လုပ်တာလဲဆိုတော့ကလေးတွေကိုလေရုပ်ပိုင်းဆိုင်ရာအချင်းလစ်လူရှူတာပေါ့အရင်ငယ်တဲ့ကလေးတွေဆိုလို့ရှိရင်သူကတအားလာသားအရွယ်ကလေးလေးတွေဆိုလို့ရှိရင်သူတို့ရဲ့တကယ် needs ကဒီသေးဆိုလို့ရှိရင်လဲပေးရမယ်ဘိုက်ဆိုင်သူအောင်ငိုတဲ့ခါကျ no တိုက်ရမယ်ဒါမျိုးလေးပေါ့နော်အဲ့တော့ဒီလို needs မျိုးလေးတွေကိုတော့မှတစ်ခါလေကြားလို့ရှိရင်မဖြည့်ဆည်းပေးနိုင်တဲ့မိဘတွေရှိရပေါ့နော်ကလေးလေးတွေမပြောတတ်တဲ့အချိန်မှာသူတို့ပြောစိတ်ကြိုက်တာလားဘလို့ဖြစ်တာလဲပေါ့နော်အောင်ငိုနေတဲ့အချိန်မှာဒါမိဘတယောက်အနေနဲ့ပေါ့နော်သူဘာဖြစ်လဲဆိုတာလေးကိုသူမပြောတတ်တဲ့အချိန်မှာအဲ့လိုလိုက်ရှာပြီးတော့ပေါ့နော်ခဲလုပ်ပေးတာဒါလေးကလည်းဒါသူ့အတွက်လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးနေရာမှာသူကမလုပ်ပေးပဲနဲ့ကလေးပဲငုံမှာပေါ့ထားလိုက်ပြစ်ထားလိုက်စသည်ဖြင့်ပေါ့နော်ဒီလိုမျိုးပြစ်ထားရတယ်ဆိုလို့ရှိရင်ဒါ neglectful ဖြစ်တယ်ဆိုတဲ့အနေအထားကိုရောက်တယ်အဲ့တော့ကလေးပဲငုံမှာပဲဆိုပြီးတော့ပြစ်ထားတာခါလေးစားတချို့မိဘတွေကလေဒီလားမိဘမဖြစ်ထိုက်တဲ့မိဘတွေရှိတယ်ဒီလားဥပမာအဖြစ်ဆိုဆယ်ကျော်သက်မှာအဲ့လိုပေါ့နော်အပျော်သွားရင်းနဲ့ရုတ်တရက်ရသွားတယ်ဆိုတော့ကလေးတွေလိုမျိုးပေါ့နော်အဲ့တော့ကိုဝင်ဆောင်ရမယ့်အချိန်မဟုတ်ဘဲနဲ့ကိုဝင်ဆောင်လိုက်ရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုတောင်တာဝန်ယူဖို့ခက်ခဲနေတဲ့အချိန်မှာဒီကလေးတယောက်ကိုလွယ်ရတယ်မဖြစ်မနေမွေးဖွားရတယ်ဆိုတဲ့အနေထားမှာဒါမိဘအနေနဲ့ဘလို့မှမဖြစ်ထိုက်သေးဘူး inadequate ဖြစ်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးနဲ့ရခဲ့တာမျိုးနောက်တချို့တွေဆိုလို့ရှိရင်စီးပွားရေးအဆင်မပြေဘူးစီးပွားရေးအတွက်ကိုအရန်စိတ်တွေထည့်ထားရတယ်အဲ့တော့အိမ်တော်ရေးမှာလည်းအဆင်မပြေဘူးတစ်ချက်ချက်နဲ့ရန်ဖြစ်နေခလေးကိုလုံးဝလှည့်မကြည့်နိုင်ဘူးဒါမျိုးတွေပေါ့နော်ပြီးတဲ့ခါကျတော့တချို့ကျတော့လေဒီလားအကုန်ပြည့်စုံတယ်နော်ဒါပေမဲ့လေခလေးကိုလှည့်မကြည့်ဘာဖြစ်လို့လဲဆိုတော့ပြင်းတာနော်ကိုတိုင်းတောင်မှထမင်းတစ်ခုထယူဖို့ပြီးတော့အခါကျရေတစ်ခွက်ကိုထတောက်ဖို့တောင်မှခက်ခဲနေတယ်သူများကယူပေးမှလုပ်ပေးမှအဲ့လိုမျိုးနေရာမှာနေခဲ့ရတဲ့သူတွေဆိုလို့ရှိရင်လည်းခလေးတယောက်မွေးလာတဲ့အချိန်မှာဒီခလေးကိုပြုစုစောင့်ရှောက်ဖို့အတွက်ဆိုတော့သူကစိတ်ထဲမှာမရှိဘူးထပြီးတော့လုပ်ပေးဖို့အတွက်လည်းမရှိဘူးပေါ့နော်ဆိုတဲ့ခါကျရင်ခလေးငိုတဲ့အတိုင်းပဲပြစ်ထားလိုက်မယ်ဆိုတဲ့အနေထားမှာသူက neglectful ဆိုတဲ့အနေထားဘက်ကိုရောက်တယ်ပေါ့နော်ဆိုတော့ခလေးဆိုတာကသူ့ရဲ့အရွယ်အလိုက်ကိုပေါ့နော်သူ့အတွက် support ပေးရမယ်ဟာရှိအစားတောက်ပေးရမှာလားဒါမှမဟုတ်လို့ရှိရင်သူ့အတွက်ဆေးဝါးပေးရမှာလားဥပမာ immunization လို့ဟာမျိုးဆိုလို့ရှိရင်လည်းဒါ immunization ကိုထိုးရမယ့်အချိန်ရှိတယ်ဒါလေးတွေကိုတချို့မိဘတွေကပညာတတ်တာမတတ်တာနဲ့မတူဘူးเนาะဒီလားအရန်ကဲလုပ်တဲ့သူတွေဆိုလို့ရှိရင်ဒါအချိန်ပြည့်လိုက်ပြီးတော့ဒါကဲလုပ်ပေးရဲဆိုတဲ့အနေထားမျိုးရှုတွေကကြာရကိစ္စမရှိဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ပညာရေးနဲ့ပတ်သက်လာလို့ရှင်လဲဒီကလေးတယောက်အတွက်ဘာတွေလိုအပ်တာလဲပေါ့နော်ဒီကလေးကဒါကြောင်းတက်နေဘယ်နှစ်တန်းရောက်နေပြီသူမိဘကနေပြီးတော့သူ့ရဲ့ဒီဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တချို့တိုက်ဆန်မဲ့ဒီလားကျမမနေ့ကတော့လေဒီလားဈေးသွားတယ်ပေါ့နော်ဈေးသွားတော့အမှဈေးမှာ9ရောက်နဲ့အမျိုးသမီးရလေတိုက်ဆိုင်တော့ကျမဒီနေ့ဒီညမှာပြောဖို့ရှိတဲ့ဟာလေသူဘာပြောနေလဲဆိုတော့လေသူမှာတဲ့ကလေးတွေရှိတယ်သူကလေးတွေကတဲ့အခုတဲ့သူကလေးတွေရဲ့ဆရာမတွေကဘယ်သူတွေမှန်းတော့မသိဘူးတခါမှတော့မတွေ့ဘူးတဲ့ဘယ်နဲ့တန်းရောက်ပြီးတော့ဘလို့ဖြတ်တန်းမျိုးကြီးပြင်းနေတယ်ဆိုတော့သိအောင်မသိဘူးတဲ့အဲ့တော့ तू သိလည်းမသိချင်ဘူးပေါ့နော် तू စိတ်လည်းဝင်စား तू အပ်ထားတဲ့ तू ရှိရပေါ့ maybe သူ့ရဲ့ဗာလဲအမေဖြစ်ရင်လည်းဖြစ်မယ်အဖေဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်တယောက်နဲ့ तू အပ်ထားပြီး तू လုံးဝလှည့်မကြည့်ဘူးဆိုတဲ့အနေထားဒါတွေကလည်းဒါ neglectful ဖြစ်တယ်ဆိုတဲ့အနေထားဘက်ကိုရောက်တယ်ပေါ့နော်အဲ့တော့တခါလေကြားလို့ရှင်ကျမတို့ကလေဒီဟာလေးတွေမကဘူးဒါနောက်ပိုင်းမှာမို့ဆက်ပြောမဲ့တဲမှာပါတယ်ပေါ့ကလေးတယောက်ရဲ့ emotional နဲ့ပတ်သက်လာလို့ရှင်သူ့ရဲ့စိတ်ခံစားမှုကဘယ်လိုရှိရလဲသူ့မှာဘာလို့အချက်တွေရှိနေတာလဲဆိုတာကိုလည်းလှည့်မကြည့်ဘူးပြစ်ထားတယ်ဆိုတဲ့အနေထားတွေကလည်းဒါ neglectful ဖြစ်တယ်ဆိုတဲ့အနေထားမျိုးကိုရောက်တယ်ပေါ့နော်ဆိုတော့ကဲမို့ကလည်းကျမတို့ပြောတာအရင်များတဲ့ခါကျတော့မို့ကလည်းဒါလေးကိုထပ်ပြီးတော့ပြောပြပေးပါအောင် parenting ပုံစံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါမမီရေချောင်းနေစိုးနေတဲ့ကကြတော့အတန်လေးတော့တစ်ချက်နေတိခံပေးပါလို့ချောင်းနေလည်းတအားစိုးနေတော့ဟုတ်တယ် toxic parenting ဆိုတဲ့ဥစ္စာအစတော့ပြောခဲ့တယ်လို့ပဲเนาะ generation အလိုက်ကိုသွားတာအဲ့ဒါကြောင့်မလို့ generation တစ်ခုကဒီကလေးတွေကိုပေါ့เนาะ loving caring နဲ့ raise လုပ်လိုက်မယ်ဆိုရင်เนาะအဲ့ဒီ generation တစ်ခုတည်းကို change ဖြစ်တာမဟုတ်ဘူးနောက်သားစဉ်မြေဆက်ပါဒါလုံးဝပြောင်းလဲသွားမှာအဲ့ဒီခါကျတော့ဟုတ်တယ် abusive ပေါ့เนาะဒီဗာလဲ abusive ဖြစ်တဲ့ parenting တွေရှိတယ် neglectful ဖြစ်တဲ့ parenting တွေရှိတယ်အဲ့ဒါတွေကလည်း toxic เนาะအဲ့လိုမျိုးဥမာမဆွေပြောရတဲ့အထက်မှာလည်းပါတယ်เนาะဒီမိဘ alcohol တို့ drugs addict ဖြစ်တာတို့
အဲ့ဒါတွေကလည်း toxic ဖြစ်တယ်လို့ပဲတချို့မိဘတွေကကြတော့သူတို့ကိုယ်နိုင်လည်းမသိဘူး generationally သူတို့ကလည်းအဲ့ဒီအတိုင်း raise လုပ်လာတယ်အဲ့ဒီခါမှာ emotionally ကလေးတွေကို control လုပ်တာ emotionally manipulate လုပ်တာအဲ့ဒီဟာတခုကလေဟို abusive လိုမျိုး neglective လိုမျိုးအကြီးမဟုတ်ဖ ೇ နဲ့လေသူကလက်ထဲမှာလေပန်းကိုကင်ပြီးတော့မှလေအရွက်တွေကိုချွေတယ်လို့ပဲသူကတခါတဲ့တီးနဲ့အဲ့ဒီကလေးတယောက်ကိုလေဘဝတစ်ခုလုံးကိုလေသူကတော့လူကတော့ဖြစ်သွားမှာပဲဒါပေမဲ့ဘာလဲဆိုတော့ကိုဘာမှမသိတော့ဘူးเนาะ authentic စစ်မှန်တဲ့ဘယ်လိုခေါ်မလဲ authentic self ကိုမရတော့ဘဲနဲ့ဒီကလေးတယောက်ကကြီးရ emotional control ကဘာလဲဆိုတော့မိဘတွေကဘယ်လိုလုပ်တာလဲဆိုတော့ဒီကလေးရဲ့ဖြစ်တည်မှုဒီကလေးရဲ့အတွေးဒီကလေးရဲ့ခံစားမှုเนาะအပြုအမူတွေအကုန်လုံးကိုသူတို့လိုချင်တဲ့ပုံစံကိုရအောင်တခါတည်းလုပ်တော့တာပဲเนาะအဲ့ဒီခါကျတော့ကလေးဆိုတာလေမိဘကိုခင်တွေ့တာကိုเนาะမိဘကိုခင်တွေ့တဲ့ခါကျတော့မိဘလှုပ်စေခြင်းတဲ့ပုံစံတိုင်းကလေးတွေအများစုကပြောင်းလဲလိုက်ကြတယ်အပြောင်းလဲဘူးဆိုရင်လည်းသူတို့တွေကဘာဖြစ်သွားကြလဲဆိုတော့သူတို့တွေက rebellious ပေါ့နော်မိဘကိုစန့်ကျင်ပုံကံပြီးတော့မှတခါတည်းဟိုအတောင်အလက်ဆုံးတာနဲ့เนาะဟို15နှစ်16နှစ်လောက်ရောက်တာနဲ့မိဘကိုတအားကံမိဘနဲ့ပြဿနာတွေဖြစ်ဒါတွေကလည်းဒီ toxic parenting ရဲ့အကျိုးဆက်တွေပဲပေါ့အဲ့တော့ emotional manipulate ကလေတချို့မိဘတွေကြတော့သူတို့ကလည်းတစ်သက်လုံးအလောက်ခံခဲ့ရတယ်အဲ့ဒါကလေ generation လိုက်လာတာဘိုးစဉ်ပေါင်ဆက်လောက်လာခဲ့တာပေါ့နော်အဲ့တော့ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့သူက guilt အဲ့ဒီဟို name tripping ပေါ့ဘာလဲဆိုတော့ကိုယ်လေဘယ်လိုပြောရမလဲအပြစ်ရှိတယ်လို့ခံစားအောင်ပြောတာငါတလောက်တောင်လုပ်ပေးရက်နဲ့နင်ဒါလေးတောင်ငါ့ကိုကျေးဇူးမသိဘူးလားနော်အဲ့ဒါပြီးဆိုရင်အခုဆိုရင်အမေတွေအများစုပြောကြတယ်နော်ငါတို့ကမရှိရှိတဲ့ကြားတွေကနေနင်တို့ကိုကြောင်းထားပေးတာနော်ဟို jewel ဆိုလဲ jewel school ဟို PS ဆိုလဲ PS အဲ့ဒီဟိုနေ IS ဆိုလဲ IS ဟာငါတို့မှာမသုံးရမစားရဖဲနေနင်တို့လောက်လုပ်ပေးတာနင်တို့ကစားမကြိုးစားဘူးအဲ့ဒါတွေကလည်းလေကလေးတွေကိုနော် guilt tripping လုပ်တာပဲဘလို့ခေါ်လဲဆိုတဲ့ခါကျတော့ကိုမိဘဒီကလေးဖြစ်နေတဲ့အခြေအနေတခုကိုမိဘကမမြင်တော့ဘဲနဲ့မိဘရဲ့ point of view ကနေတော့ဘာမှအောက်ရှောက်အောက်ရှောက်အဲ့ပေါ့နော်အဲ့ဆိုတဲ့ဥစ္စာတွေကနေလဲစစ်ပညာလောက်တယ်အဲ့လိုမျိုးမိဘတွေကိုလေအပြစ်ရှိတယ်လို့ခံစားရအောင်လုပ်တယ်ဆိုရင်ကလေးတွေကကြာတဲ့အခါကျတော့ဘာဖြစ်သွားသလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ဒီအဲ့ဒီဟိုနေပါလဲကိုယ့်ရဲ့ဒီကိုဖြစ်ချင်တဲ့စန္ဒဟာဦးစားမပေးတော့ဘူးမိဘဖြစ်ချင်တာကိုလိုက်လျောလိုက်တော့တယ်เนาะအဲ့ဒီခါကျတော့ကိုယ့်ရဲ့ဒီကိုရိုင်းသိချင်တဲ့ဥစ္စာsorry အဲ့ဒီဟိုနေပါလဲအတန်ဝင်လာလို့เนาะဒီကိုကအပြစ်ရှိတယ်လို့ခံစားရတာပေါ့เนาะအဲ့ဒါတခုကလည်း guilt tripping မိဘတော်တော်များများလောက်ကြတယ်နောက်တစ်ခါကျတော့ကလေးကိုအချစ်နဲ့เนาะအချစ်ပေါ်မူတည်ပြီးတော့မှကလေးရဲ့ behavior ကို control လုပ်တာ love withdrawal လို့ခေါ်တယ်ပြီးတဲ့အခါကျတော့သားဒါလေးလုပ်ရင်မမေကသားကိုချစ်ပါเนาะအဲ့တော့ဒီကလေးရဲ့အချစ်ကိုရဖို့အတွက်ကိုသူကဒီ condition လုပ်လိုက်တာเนาะဒါလုပ်ရင်ချစ်မယ်ဒါမလုပ်ရင်မချစ်ဘူးအဲ့မှာဆိုရင်အဲ့တစ်ခေါက်ကဆိုရင်ဒီအမျိုးသမီးတယောက်ကပြောတယ်ပေါ့နော်သူ့သမီးလေးရာတဲ့သူပြောတာအကုန်လုံးလုပ်တယ်တဲ့ဘာတစ်ခုမှစင်ကြင်မတက်ဘူးတဲ့နော်အဲ့တော့အဲ့ဒီကလေးလေးက9နှစ်ကျော်10နှစ်တောင်မပြည့်သေးဘူးသင်တန်းနေရာမှာအားဘူးကျောင်းချိန်အပြင်မှာမိဘကထားတာသင်တန်း9ခုလောက်ရှိတယ်တခုမှမညီဘူးတဲ့သူ့သမီးလေးကလေတဲ့သူ့ကိုဘာတစ်ခုမှပြန်မပြောဘူးတဲ့ဒါပေမဲ့အဲ့မှာသူကတစ်ခါပြောရင်းနဲ့သူကဒါပေမဲ့သူ့သမီးလေးကိုပေါ့နော်သင်တန်းတစ်ခုမတက်ချင်တဲ့အခါမှာသူကပြောလိုက်တယ်ပေါ့သူက2ရက်လောက်စကားမပြောဘဲနဲ့သူကစိတ်ဆိုးပြလိုက်တာတဲ့တခါတည်းသူ့သမီးကတက်မယ်ဖြစ်သွားတော့ပေါ့နော်ဒါဟာတကယ်ကိုလေဘယ်လိုခေါ်မလဲကလေးကို silent treatment ပေးလိုက်တာနော်အဲ့ဒါဒီမြန်မာဒီမိဘတွေအများစုလည်းလောက်ကြတယ်ကလေးကိုစိတ်ကောက်ပလိုက်မယ်တို့စိတ်ကောက်ပလိုက်တယ်တို့ဆိုပြီးအတိကတော့ကလေးကလိုချင်တဲ့အချိန်မှာကလေးလိုချင်တဲ့ချစ်ချင်းမြတ်တာကိုမပေးဘဲနဲ့ကိုလိုချင်တဲ့ပုံစံကိုရအောင်ယူလိုက်တာနော်အဲ့ဒါဆိုရင်ကလေးကလေအများဟိုနောက်ပိုင်းကျရင်လိုက်ပြောတယ်မမေသမီးကိုချစ်တယ်မလားမမေချစ်တယ်မလားအဲ့ဒါကလေမိဘရှိကနေ approval ကိုကလေးကလိုက်တောင်းနေတာ
နော်အဲ့တော့ဒီ emotional control လုပ်တယ်ဆိုတာသူက very gentle သူကဒီကလေးကိုအပြစ်ရှိအောင်ခံစားအောင်လုပ်တာအမြဲတမ်းပဲအပြစ်တင်တာနော်ပြီးတဲ့အခါကျတော့အဲ့ဒီနောက်တစ်ခုကကျတော့ဒီ love withdrawal လုပ်တာပေါ့နော်ဒါလုပ်ရင်ချစ်မယ်ဒါမလုပ်ရင်မချစ်ဘူးဆိုပြီးသူက carrot and sticks အဲ့လိုမျိုး treatment လုပ်တာမျိုးနော်အဲ့လိုမျိုးလုပ်တဲ့အခါကျတော့ကလေးကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့မိဘအလိုကျလိုက်တော့တယ်အဲ့မှာသူကကိုယ်ဆန္ဒတမိဘဆန္ဒကိုပဲဦးစားပေးတယ်နော်ပြီးတဲ့အခါကျတော့အချစ်ဟာ conditional ဖြစ်တယ်ဆိုတာကိုလက်ခံတယ်လက်ခံသွားတယ်ငါ तू အကြိုက်လိုက်မှ तू ကငါ့ကိုချစ်တာဆိုတာမျိုးနော်အဲ့ဒါတွေကလေကြီးလာတဲ့အခါမှာဘဝမှာကိုယ်6ပေါ်ကိုရှောက်တဲ့အခါမှာဒီပါလေ life မှာ partner ရွေးတဲ့အခါမှာအဲ့ဒါတွေကလေအရန်ကိုအရေးကြီးတယ်အဲ့လိုကလေးတွေနော်မိဘက emotional control လုပ်တဲ့လိုချင်တဲ့ပုံစံရအောင် manipulative လုပ်ပြီး raise လုပ်လိုက်အဲ့ဒီကလေးတွေဟာလေနောက်ပိုင်းမြို့တက်ပြီးတော့မှ university လွတ်လိုက်တာတို့နိုင်ငံခြားလွတ်လိုက်တာတို့အချိန်မှာကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနေမရှိတော့ဘူး။ तू က crowd pleaser ဖြစ်သွားတယ်။ကိုပြောချင်တဲ့ကိုယ်ပိုင်အတောင်မပြောနိုင်တော့ဘူး။အဲ့လိုအခါတွေမှာပို့ပြီးတော့မှအမှားတွေကြုံရတယ်ပေါ့နော်။နောက်တစ်ခါကျတော့မြန်မာအများစုမှာဖြစ်တာလည်းရှိသေးတယ်။ဘာလဲဆိုတဲ့အခါကျတော့ over criticize လုပ်တာ။နော်ကလေးကိုတခါတည်း criticize လုပ်တာ။အဲ့ဒါဟိုဘာလဲဒီမိုမိုရိုဆိုလည်းငယ်တော့ခါရတယ်လေနော်မမီတခါတည်းစူပြီးဆိုရင်တခါတည်းတော့ဘာရနတိချီပြီးတော့မှတော့တခါတည်းတော့စူတော့တာနော်အဲ့ဒါပြီးဆိုရင်ဒီပါလေအဲ့လိုမျိုးဆိုတဲ့ဟာဒါတခါတလေကတော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့အမြဲတမ်းကလေးကအိမ်ပြန်လာတိုင်း compare အလုပ်ခံရတယ်တငယ်ချင်းနေနဲ့ compare အလုပ်ခံရတယ်ပြီးပြီဆိုရင်ကြည်သားနစ်ကစင်ကတော့တော်လိုက်တာနေကတော့အမှတ်တလောက်ပဲရတယ်သူများကတော့ဒီအမှတ်ပဲရတယ်နေကတော့မရဘူးအဲ့ဒီဟာတွေကလေကလေးတယောက်ကိုအရန်ကိုတိမ်ငယ်စေတာပဲနော်အဲ့ဒီအခါမှာဘာဖြစ်လာလဲဆိုတော့ကိုတန်မိုးမရှိသလိုခံစားလာရတယ်နော်ဒါပေမဲ့အဲ့ဒီအချိန်မှာမိဘသူ့ရဲ့သူအရင်ပြိုးထောင်ခြင်းခံခဲ့ရတဲ့ပုံစံအတိုင်းသူကကလေးကိုသွားနေတာအဲ့တော့ over criticize လုပ်တယ်နော်ပြီးပြီဆိုတချို့မိဘတွေဆိုရင် body shaming မှာလုပ်တယ်နော်ဟိုနင်ဒါမစားနဲ့နင်အရန်ဝလာလိမ့်မယ်တို့သိရမလား body shaming တအားလုပ်တယ်အဲ့မှာကလေးကကိုယုံကြည်မှုတွေနည်းလာတယ်နောက်တစ်ခါကျတော့ over protective ပေါ့နော် over protective လုပ်တဲ့မိပါတယ် helicopter parenting လုပ်တယ်ကလေးကိုသူ့အရွယ်နဲ့သူလှုပ်ပေးရမယ့်ဟာတွေသူ့အရွယ်နဲ့သူလှုပ်ပေးရမယ့်ဟာတွေမလှုပ်ပေးဘဲနဲ့နော်ခါရဲ helicopter parenting အကုန်လုံးကိုသိကျင်တယ်အကုန်လုံးကိုလိုက်တယ်နောက်ကနေလိုက်ချောင်းတာတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးတွေကကြတော့ကလေးတယောက်ကဟိုကျောင်းကနေပြန်လာရင်အကုန်လုံးသိကျင်တယ်ပြီးပြီဆိုရင်ဥမာကလေးကမှတ်နေတယ်ဆိုရင်လည်းတခါတည်းကျောင်းထိလိုက်သွားတယ်ဆရာမကိုပြောတယ်ဘာကြောင့်လို့ဒီအပတ်တမဟာမရတာလဲဆိုပြီးတော့မှဒီ A နဲ့ A+ နဲ့ရမယ် grade လေးကိုမိဘလိုက်ညင်းပေးတာမျိုးဒါတွေအကုန်လုံးကကလေးရဲ့ဘယ်လိုခေါ်မလဲ self esteem ပေါ့နော်ကိုယုံကြည်မှုနည်းစေတယ်ပြီးတဲ့အခါကျတော့ over protective လုပ်တဲ့အခါကျရင်ကလေးတွေကဘာဖြစ်လာလဲဆိုမိဘကိုတအားမိခိုးလာတယ်အဲ့လိုမျိုးမိဘကိုမိခိုးလာပြီးတော့မှ life မှာကိုဘာမှမသိအောင်ပေါ့နော်ဘယ်လိုခေါ်မလဲ practice လုပ်ဖို့အချိန်မရဘဲနဲ့လူလောကထဲရောက်သွားတယ်ဆိုရင်လည်းဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ life partner ကိုတအားအားကိုးတာနော်တချို့ဒါ main ကလေးကယောက်ျားလေးကိုအားကိုးတာတွေမဟုတ်ဘူးယောက်ျားလေးတွေကလည်းအမေကအရန် over protective လုပ်ပေးတယ်ဆိုရင်သူတို့ကလည်းလေအမေနဲ့တူတဲ့မိန်းမအောင်ပဲထပ်ရှာတယ်နော်ထပ်ရှာပြီးတော့မှသူတို့ကထပ်ပြီးတော့မှအားကိုးတယ်အဲ့ဒါမှ relationship problem တွေကအဲ့ဒါမှစတော့တာပဲပေါ့နော်အဲ့တော့ဒီ emotional manipulation လုပ်တဲ့ဥစ္စာ very gentle ဒါပေမဲ့ခုကျမတို့တွေ့ရတယ်ပေါ့နော်တချို့ main ကလေးတွေဆိုရင်ပြောတယ်လေသူတို့မှသားသမီးလည်းမွေးထားတယ်ဒါပေမဲ့မိဘရဲ့လောင်းရင်အောက်ကလည်းမလွတ်ဘူး especially abusive ဖြစ်တာပေါ့နော်မိဘက criticize တာအားလုပ်တာနေမတော်ဘူးနေမဖြစ်ဘူးဆိုတဲ့အခါမှာအဲ့ဒီခါကျတော့သူကကိုတိုင်းကလည်းအသက်က30လောက်ဖြစ်လာပြီနော်ကိုနိုင်ကလည်းဒီကိုဘဝကိုကြောင်းခြင်းမဲ့ဒီအနောက်ကနေပြီးမိဘကနေကို trauma ပေးထားတဲ့ဥစ္စာကမလွတ်နိုင်ဘူးပေါ့နော်အဲ့လိုမိဘတွေလည်းတွေ့ရတယ်အဲ့တော့emotional manipulate လုပ်တယ်ဆိုတဲ့ဥစ္စာ kind of ဒီ toxic parenting နဲ့မှာပါတယ်နော်အဲ့ဒီခါကျတော့အဲ့ဒါတွေကအဲ့လိုမျိုးလောက်ခံရတဲ့ကလေးတွေကဘာဖြစ်လာမလဲဆိုတော့ထပ်ပြီးတော့မှ summarize လုပ်ရမယ်ဆိုရင်ကိုယုံကြည်မှုနည်းလာမယ် people pleaser ဖြစ်လာမယ်နော်ပြီးတော့အဲ့ဒီကလေးတွေမှာ anxiety တအားများတယ်နော် anxiety နဲ့စိုးရိမ်စိတ်ပြီးတဲ့အခါကျတော့ဒီပါလေ
မိဘကိုစန့်ကျင်တာပေါ့နော် rebellious လုပ်ဖို့လဲသူတို့ကပို့ပြီးတော့မှများတယ်ပြီးတော့ long term relation long term အဲ့ဒီဟိုနေပါလဲဆိုရတဲ့အချက်ကတော့ relationship တွေမှာ problem တောက်လျှောက်ဖြစ်တာပဲဒီကိုသားသမီးနဲ့ကိုနဲ့ကိုယောက်ျားနဲ့ကိုနဲ့ကိုပတ်ဝန်းကျင်နဲ့ကိုနဲ့တဟစာတာမဖြစ်တော့ဘူးပေါ့နော်အဲ့ဒါကတော့ဒီ emotional manipulate လုပ်တဲ့ဟာကတိမ်မွေ့တယ်ပေမဲ့အရန်ကိုကြောက်ဖို့ကောင်းတယ်အရန်ကိုကြောက်ဖို့ကောင်းတယ်အဲ့ဒါလေးကိုမိဘတွေတတိထားစေခြင်းနဲ့ပေါ့နော်ဟုတ်အဲ့ဒါဆိုရင်မမိုးကmessage ကိုပဲပြန်ပြီးတော့မှလွှဲပါတယ်နော်ခုန types တွေအပြင်ကိုပေါ့နော်နောက်တစ်ခုကကျွန်တော်ထပ်ပြီးတော့ဖြည့်ပြီးတော့ပြောချင်တာ narcissist parents တွေပေါ့နော်ဒါလည်းအခုနောက်ပိုင်းဆိုတော်တော်လေးအရေးကြီးရပေါ့နော်ဆိုရင်ဒါလည်းသတိမထားမိတတ်ကြဘူးလေကိုမိဘတွေကိုယ်တိုင်ကလည်း narcissist ဖြစ်နေမှာမသိဘူးပေါ့နော်အဲ့ဒါဒီအကြောင်းမှာဒီ narcissist နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပညာရှင်ပေါ့နော်ရေးထားတဲ့ Nina W. Brown ကရေးထားတဲ့စာအုပ်က Children of the Self-Absorbed ဆိုတဲ့စာအုပ်မှာဒီ narcissist parents တွေအကြောင်းရေးထားတာပေါ့နော်ဒါလေးကိုလည်းကျွန်မနည်းနည်းလေးထပ်ပြီးတော့မျှဝေချင်ပါတယ်အဲ့တော့တချို့ဟာတွေကတော့ဒီရှေ့ကပြောတဲ့ toxic parents ရဲ့ types တွေမှာပါသွားတာပေါ့နော်သူကတော့ဘယ်လိုခွဲထားလဲဆို4မျိုးခွဲထားပေါ့နော်အဲ narcissist parents တွေသူကဘာလဲဆိုမိဘတွေအတ္တလွန်ခဲ့တဲ့မိဘတွေပေါ့နော်အဲဆို4မျိုးရှိတယ်ပေါ့ပထမတစ်မျိုးကသူက needy parents ဆိုတာသူကလည်းအဲ့လိုပဲမသိတာဘူးနော်သူကဒီကလေးတွေကိုအရန်ကိုလိုအပ်တာတွေကိုသူကအရေးတကြီးကြီးနဲ့ဖြည့်ဆည်းပေးတယ်ဆိုရင်ဒါဆိုရင်အများစုအနေနဲ့ဆိုရင်တော့ဒါကောင်းတဲ့မိဘပဲပေါ့ကလေးကိုအရန်ဂရုစိုက်တယ်ဒါပေမဲ့ तू ကဘာလဲဆို तू ကခုနမိုးပြောသလိုပဲပေါ့နော်သူကထိန်းချုပ်တာပေါ့နော်သူတို့ရဲ့အလိုဆန္ဒအတိုင်းပဲပြီးလို့ရှိရင်သူတို့ကဒီကလေးတွေကိုဘယ်လိုပြုစုပြောထောင်ပေးရတယ်ဆိုတာကိုသူတို့ကိုသူတို့လူသိအောင်လို့မန်းတဲ့တိုင်းတက်ပြတာပေါ့နော်အဲ့လိုမျိုးဆိုရင်သူတို့ရဲ့ဒီ parenting အလွဲမှားမှုကြောင့်ကလေးမှာကြတော့နောက်ဆက်တွဲဒီထိခိုက်မှုတွေရှိတာပေါ့အဲ့မှာဆိုတော့2မျိုးရှိတယ်ပေါ့နော်ဒီမိဘတွေအလိုကြပဲနေတဲ့ကလေးတွေဆိုလို့ရှိရင်သူကမိဘတွေကိုအရေးတကြီးကြီးနဲ့ပေါ့နော်နေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူကြီးပြင်းလာတဲ့ခါမှာလည်းသူများရဲ့မျက်နှာကြည့်ပြီးတော့သူနေရတာပေါ့နော်ဆိုဒီလိုမျိုးဖြစ်တတ်တယ်ဒါမှမဟုတ်လို့ရှိရင်မိဘတွေကိုပုံကန်တတ်တဲ့ကလေးဆိုလို့ရှိရင်တော့သူကမိဘတွေရဲ့စိတ်ခံစားချက်ကိုလစ်လူရှုနေကြဖြစ်တဲ့အတွက်ကြောင့်တခြားသူတွေရဲ့ခံစားချက်တွေကိုလည်းလစ်လူရှုတယ်ဆိုတော့သူ့ရဲ့ relationship ကအဆင်မပြေနိုင်ဘူးပေါ့နော်သူကသဘောထားနှစ်ခုလုံးကအဆင်ပြေမနေဘူးပေါ့နော်နောက်တစ်မျိုးကတော့အရန်ကိုအပြစ်တင်တာပေါ့နော်အရန်အပြစ်တင်ပြီးတော့ဖြစ်တဲ့မိဘတွေပေါ့နော်တစ်ချိန်လုံးသူကအမှားမခံဘူးပေါ့နော်အမှားမခံဘူးအပြစ်တင်တဲ့စီကံတွေတအားတင်းကျပ်တဲ့ဇီးစားကြောင်နေပေါ့အဲ့ခါကြလို့ရှိရင်လေခလေးတွေကကြတော့ဒီအဲ့လိုပဲမှားမှကြောက်တယ်စကားဟိုကသူကပုံမှန်လေးမပြောရဲဘူးပေါ့နော်သူကသူအရန်သတိထားပြီးတော့နေတယ်ဒါကမိဘစိတ်တိုင်းကြနေတဲ့ကလေးတွေပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ပုံကန်တတ်တယ်ဆိုလို့ရှိရင်တော့သူကမိဘကိုကလန်ကဆန်နေလောက်တာပေါ့နော်အဲ့ဒီကလေးတွေကြတော့လေအဲ့ပြဿနာဖြစ်ပြန်တယ်နောက်တစ်မျိုးကကြတော့သူ conniving parents ဆိုတာသူကကြတော့သူများထက်တာခြင်းတဲ့မိဘတွေပေါ့နော်သူများထက်တာခြင်းတဲ့မိဘတွေကြတော့သူကအမြဲတမ်းသူတို့ပဲအနိုင်လိုချင်တယ်အနိုင်လိုချင်တော့သူကသားသမီးကိုတော့မှသူကပြန်ပြီးတော့အသုံးချတာပေါ့နော်သူတို့အနိုင်ရရင်ပြီးရောပေါ့အဲ့ခါကျသူကနီးမျိုးစုံသုံးတာပေါ့နော်အကြက်ကင်တဲ့ခါကျအကြက်ကင်တဲ့မလုံးပေးတဲ့အခြေအနေရှိတယ်တခါလေကြာလဲစကားတွေလိန်ညာပြီးပြောရင်လည်းပြောရတယ်ဆိုတော့အဲ့တော့ဒီမိဘကိုသဘောကျတဲ့ခလေးကြတော့သူကကြီးလာတဲ့ခါကျတော့သူကဒါကိုလိုက်အတူခိုးတဲ့ခါကျတော့သူများကိုသူကပြန်ပြီးတော့အသုံးချတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့မိဘကိုသဘောမကျဘူးဆိုလို့ရှိရင်တော့လူတွေကိုမယုံကြည်တော့ဘူးပေါ့နော်ငါ့ကိုအသုံးချနေလားဆိုရယ်စိတ်နဲ့ဆိုတော့ तू ကလည်းrelationship တွေမှာအဆင်မပြေနိုင်ဘူးပေါ့နော်နောက်တစ်ခုကတော့ grandstanding parents ဆိုတာသူတို့ကကြွားတတ်တာပေါ့နော်သူတို့ကဒီတခြားသူတွေကိုဆိုသူတို့အထင်သေးတဲ့မိဘတွေပေါ့သူတို့ထက်တာဝိုင်းမကြိုက်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လည်း तू ကသားသမီးတွေအောင်မြင်လာတာမှတွေ့လာအဲ့ဒါငါတို့ကပြုစုပြောထောင်ပေးလို့နင်တို့အရေးချင်းမရှိဘူးပေါ့
ခါကျတော့သားသမီးတွေကဘာလဲဆိုရင်သူ့ကိုယ်သူအရေးချင်းမရှိဘူးပဲထင်တယ်တကယ်ကတော့သူကတော်တယ်ဒါသူမလုံနိုင်ဘူးသူအရေးချင်းမရှိဘူးဆိုပြီးတော့သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကကြာသွားတာပေါ့နော်ဒါမှမဟုတ်ပဲနဲ့မိဘကိုပုံကန်တဲ့ခလေးတွေကြတော့လေတခါလေသူများတွေကိုကိုယ်ခံစားချက်တွေကိုဖုံးကွယ်ပြီးတော့သူကဆိုတော့ဒါတွေကပုံမမှန်ဘူးပေါ့နော်အဲ့တော့ဒီဟာလေးကလည်းသတိထားစရာအချက်လေးဖြစ်ပါတယ်လို့ဟုတ်မမီရရောဆွေးနွေးပေးပါဦးကျမကလေစောစောတုန်းကပြောခဲ့တယ်ပေါ့နော်အဲ့ဒီမိဘမဖြစ်ထိုက်တဲ့သူတွေ neglect လုပ်တဲ့သူတွေပေါ့အဲ့ထက်မှဘယ်သူတွေပါသေးလဲဆိုတော့လေမူရစ်ဆေးဆွဲနေတဲ့အရက်တို့မူရစ်ဆေးတို့ပေါ့နော်ဆွဲနေတဲ့သူတွေပေါ့နော်သူတို့လည်းပါသေးတယ်ဒီလားသူတို့တွေကလည်းသူတို့ပြဿနာနဲ့သူတို့ရှုံနေတာပေါ့နော်သူတို့ရဲ့ဒီငယ်ဘဝကလေးကနာကျင်ခံစားခဲ့ရတဲ့အဲ့နာကျင်မှုတွေကိုသူကpain ဆိုတဲ့ခါကျတော့မလိုချင်ဘူးလေနော်pain ကနေပြီးတော့သူက pleasure ကိုရှာတာပေါ့ဆိုတော့ pleasure ကဒီမူရစ်ဆေးဖြစ်နေတာ哦နော်ဒီအရက်တို့မူရစ်ဆေးတို့ကသူ့အတွက်ကအဲ့ဒါကိုသုံးနေတဲ့အချိန်အတွင်းမှာဆော့ pain တွေကတက်တာတယ်လေနော်တက်တာတယ်ဆိုတဲ့ခါကျတော့ဒါတွေပဲသုံးနေတဲ့အချိန်မှာသူ့ရဲ့ဒီဖြစ်လာတဲ့ကလေးတွေအပေါ်မှာဘလို့မှစိတ်မဝင်စားနိုင်ဘူးအဲ့ဒီနေရာမှာ parenting ကိုသူကောင်းကောင်းမလုပ်နိုင်ဘူးပေါ့နော်အဲ့တော့မလုပ်နိုင်တဲ့အတွက်ကြောင့်သူပြဿနာနဲ့သူလည်နေတဲ့အတွက်ကြောင့်ဒီကလေးတွေကလည်း neglect လုပ်ခံရတယ်ဆိုတဲ့နေရာမျိုးရောက်တယ်ပေါ့နော်ဆိုတော့ဒီကလေးတွေပေါ့စောစောပြောခဲ့တယ်မိဘမဖြစ်ထိုက်တဲ့သူတွေပဲဖြစ်ဖြစ်ဒီဘက်ကသူပြဿနာနဲ့သူဖြစ်နေတဲ့သူတွေပဲဖြစ်နောက်ရှိသေးတယ်ဒီလားကျမတို့သတိမထားမိတဲ့သူတွေပေါ့နော်ဒါကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေဒီလားဘယ်သူလဲဆိုတော့ depression တွေ anxiety တွေတအားဝင်နေတဲ့သူတွေဒီလားအဲ့ဒါကကြတော့လေတကယ်တမ်းမြန်မာ society မှာထုတ်ပြလို့မရပါပဲဒါတော်တော်များများမှာလည်းရှိနေတယ်ပေါ့နော်အဲ့တော့ကို anxiety တွေ depression တွေနဲ့လုံးလဲချလဲလိုက်နေတဲ့အချိန်မှာဒီကလေးတွေကိုမကြည့်နိုင်တော့ဘူးပေါ့နော်အဲ့တော့အဲ့လိုသူမျိုးတွေကလည်းဒါ neglectful parent တွေမှာပါသွားတယ်ပေါ့နော်အဲ့တော့ဒီ neglectful လောက်ခံရတဲ့ကလေးတွေဘယ်လိုဖြစ်လဲဆိုတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီလားဆိုတော့ကလေးတယောက်ကအိမ်ပြန်လာတယ်ပေါ့မိဘကိုတွေ့တယ်ပေါ့တွေ့တဲ့ခါကျလို့ရှိရင်သူเจ้าကပါလာတဲ့ဟာတွေသူပြောပြချင်တယ်လေနော်ဘာတွေအဲ့လိုမျိုးအားကျုံးမှန်တဲ့နဲ့သူ့မှာပြောပြဖို့လုပ်တဲ့အချိန်မှာမိဘကသူပြောတာကိုနားမထောင်နိုင်ဘူးပေါ့နော်စိတ်မဝင်စားဘူးနားမထောင်နိုင်သူပြဿနာနဲ့သူရှုပ်နေတာအောင်နော်ဆိုတဲ့ခါကျတော့ဒီကလေးကဒီလိုမျိုးပြောပြဖို့စူးစမ်းချင်မှာဒီလိုမလုပ်နိုင်တဲ့ခါမှာကလေးကစိတ်ဓာတ်ကြတာပေါ့နော်ဒီနေရာမှာကလေးအနေနဲ့ဘယ်လိုခံစားရလဲဆိုတော့သူ့ကိုဂရုမစိုက်ဘူးပေါ့နော်ဒါသူ့အတွက်ချစ်ချင်းမြတ်တာမရဘူးသူ့အတွက်ဂရုမစိုက်ဘူးဆိုတဲ့ခံစားချက်ရတယ်โอเคတစ်ခေါက်ကနေနှစ်ခေါက်ကနေသုံးခေါက်ပြင်တချို့ကလေးတွေက rebellious ဖြစ်လာတဲ့အခါမှာဒေါသဖြစ်လာတယ်နော်သူတို့ပြောချင်တဲ့ဟာကိုမပြောရတဲ့အခါမှာသူတို့ကဒေါသဖြစ်လာတဲ့အခါကျရင်ပစ္စည်းကောက်ပေါက်တာအော်ဟစ်တာဒါမျိုးတွေဖြစ်လာတာပေါ့နော်နောက်ပိုင်းမှာဆိုတော့ကလေးကနော်သူကကျောင်းမှာပေါ့နော်သူလုံနိုင်တဲ့အရာလေးရှိတယ်ပေါ့သူ successful ဖြစ်လာတာဒီဟာလေးကသူဘယ်လိုလုံနိုင်လိုက်တာအောင်မြင်မှုတွေရှိလာတယ်ပေါ့ဒါကိုလည်းသူကပြောပြခြင်းတယ်သူပုံလေးဆိုဘယ်လိုဆွဲလိုက်နိုင်တာဗာလေးဆိုလို့ရှိရင်ရလာတာဆိုတော့ဟာကိုအားကျိုးမှန်တဲ့နဲ့ပြောပြတဲ့အချိန်မှာလေတစ်ဖက်ကသူ့ကိုappreciate လုပ်တာဟာသားတော်လိုက်တာဒါသမီးလေးကလုံနိုင်လိုက်တာစသဖြင့်ဒီလိုမျိုးတွေမရှိဘဲနဲ့သူ့ကိုဘယ်သူမှလည်းသူ့ရဲ့အောင်မြင်မှုအတိမတ်ပြုတယ်ဆိုတာလည်းမရှိတဲ့အခါကျတော့ကလေးကအဲ့ညမှာဘာဖြစ်လာလဲဆိုတော့သူကိုသူတန်ဖိုးမရှိဘူးအဲ့မှာစပြီးတော့ self esteem ကျမတို့ခဏတွေပြောနေကြအသက်ကြီးမှ self esteem ကိုတိဆောက်လို့မရတယ်အသက်ကြီးမှ confidence ကိုလာပြီးတော့တိဆောက်လို့လည်းမရဘူးပေါ့နော်ဒါတွေအကုန်လုံးရဲ့ဖြစ်တည်ရအကုန်လုံးကဒါငယ်ဘဝတွေကစခဲ့ရတဲ့ဟာတွေပေါ့နော်ငယ်ဘဝမှာဆိုကျမတို့ staging တွေအများကြီးပဲရှိတယ်ကလေးတွေမှာ child psychology မှာဆိုလို့ရှိရင်လည်းဒါပြောထားတာတွေအများကြီးရှိရပေါ့နော်သူ့ရဲ့ age အလိုက်မှာ development stage တွေကိုဒါအပြီးကျမတို့ကဖြတ်တန်းရတဲ့ဟာရှိအဲ့ development stage တစ်ခုချင်းစီတိုင်းမှာမိဘကသားသမီးနဲ့အတူတူသွားရမှာပေါ့နော်အဲ့နေရာလေးမှာလေအတူတူမသွားနိုင်ဘူးသူ့ကို neglectful ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူကကြီးလာရင်လေဒီလားဒါလေးတွေကဒါငယ်ဘဝမှာ short term လေးတွေဖြစ်လာတာပေါ့ဒီလားအဲ့တော့ long term အနေနဲ့အသက်ကြီးလာရင်ဘာဖြစ်လာလဲဆိုတော့ဒီကလေးလေးကလေသူ့ကိုစွန့်ပယ်ထားတယ်ဆိုတော့ကျမတို့တကယ် international မှာအလုပ်ကြလို့ရှိရင်ခဏကြားရ abandonment လုပ်ခံရတယ်ဆိုတော့เนาะသူ့ကိုပြစ်ဖယ်ထားတယ်စွန့်ပစ်ခံရတယ်ဆိုတော့အနေထားမျိုးအဲ့လိုခံစားရခလေးရအတွင်းထဲကနေသူ့ကိုစွန့်ပစ်ခံရတယ်ကျမတို့ရဲ့ဒီ client တွေမှာအများကြီးပဲရှိရเนาะလာကြတဲ့ issue တွေထဲမှာ confidence မရှိဘူးမလုပ်တတ်ဘူးမကင်တတ်ဘူးအဲ့နေရာလေးမှာဆိုတချို့တော့မိဘတွေကိုပြန်ပြီး reflect ပြန်ကြည့်လိုက်လို့ရှိရင်တချို့မိဘတွေကသူ့ရဲ့တက်တန်းတစ်လျှောက်လုံးမှာသူ့ကိုစကား10 လုံးတောင်ပြည့်အောင်မပြောဘူးဆိုတဲ့ဟာမျိုးเนาะ
အမ်တန်အောမှုကောင်းတယ်နော်ဒီကိစ္စလေးကိုပြန်ပြီးတော့ကြည့်လိုက်တဲ့ခါမှာပုံမှန်အားဖြင့်ကြည့်လို့ရှင်တော့အော်မိဘတွေကအေးတယ်အေးတော့လေစကားမပြောဘူးလို့ဆိုပေမဲ့အဲ့နေရာမှာသူတို့ရဲ့ attachment တွေသူတို့ရဲ့ connection တွေဘာမှမရှိဘူးအဲ့ခလေးကအမြဲတမ်းတစ်ခုခုဖြစ်လာလို့ရှင်ဘယ်ကိုပြေးရမလဲဆိုတာသူ့ဟာသူပြန်ပြီးတော့ရှာထားရတယ်ဆိုတော့အနေထားလေးကိုရောက်တယ်ပေါ့နော်အဲ့တော့အဲ့နေရာတွေအကုန်လုံးကဒါခလေးနဲ့မိဘထဲမှာ connection ပြတ်သွားတာနဲ့တပြိုင်နက်မှာအပြင်မှာ social နဲ့ပတ်သက်တဲ့ communication နဲ့ပတ်သက်တဲ့နေရာတွေမှာအကုန်လုံးမှာထိကြိုက်တာပေါ့နော်အဲ့တော့ကလေးကသူနဲ့ပတ်သက်လာလို့ရှင်သူကိုယ်သူယုံကြည်မှုမရှိတော့ဘူးဒါလူတော်တဲ့တိုးရဲတယ်ဆိုတဲ့ဟာမျိုးမရှိဘူးသူအိမ်မှာတော့မှသူနဲ့မိဘနဲ့မှာ connection ကအပြည့်အဝမှာမရထားတဲ့ဟာကြီးအပြင်မှာ connection အပြည့်အဝရမယ်လို့ဘသူကယုံကြည်တော့မှာလဲပေါ့နော်အဲ့မှာ trust issue တွေတက်လာပြီအဲ့တော့ကျမတို့ abandonment ဆိုတဲ့ဒီစွန့်ပစ်ခံရတယ်ဆိုတဲ့ခံစားချက်တော်တော်ပြင်းထန်တာเนาะအဲ့တော့ relationship တွေနဲ့ကြုံလာတယ်ဆိုလို့ရှင်လဲဟာကြုံလာပြန်ပြီဒီ relationship ကသူ့စွန့်သွားတယ်စွန့်ပစ်သွားပြန်ပြီ okay now relationship ဖြစ်okay အဆင်ပြေတယ်လို့ပဲ and then the cycle က again ပြန်လာတာပဲပေါ့နော်စွန့်ပစ်သွားပြန်ပြီနောက်တစ်ယောက်စီကိုပါသွားတယ်သူ့စွန့်သွားတယ်စသည်ဖြင့်ပေါ့နော်အဲ့တော့အဲ့ cycle ကြီးကမပြတ်တော့ဘူးတန်တရားလဲတယ်လို့ပဲပေါ့နော်ထပ်ခါတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုရှိသေးတယ်သိလားအရန်စိတ်ဝင်စားစရာကောင်းတာကကျမတို့ရဲ့ဒီ client တွေထဲမှာဖြစ်နေတဲ့ပြဿနာလေးပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့ neglect လုပ်တယ်လို့လည်းခေါ်လို့ရတာပေါ့သိလားဥပမာထားပါတော့သားသမီး2ယောက်ရှိတယ်နော်အဲ့တော့သားသမီး2ယောက်ထဲမှာတာဝန်တွေကိုခွဲပေးထားတယ်ပေါ့နော်ဒီနေ့တန်ရှင်းကအကြီးကလုပ်မယ်နောက်နေ့ကျရင်တန်ရှင်းကအငယ်ကလုပ်မယ်ပေါ့အဲ့တော့တလဲစီလုပ်နေတဲ့အနေအထားလေးမှာတရက်မှာပေါ့နော်ဒီ2ယောက်တည်းကတယောက်ကမလုပ်ဘူးပေါ့မလုပ်တော့ဘူးဆိုလို့ရှိရင်နောက်တစ်ယောက်ကဘယ်လိုခံစားရလဲဆိုတော့အမေဘယ်လိုဒီဟာ problem တစ်ခုဖြစ်လာပြီလေနော် problem တစ်ခုဖြစ်လာပြီအမေဒါကိုဘယ်လိုဖြေရှင်းမလဲပေါ့ကြည့်လိုက်တဲ့ကအမေကအဲ့ဒါယူသူကစိတ်ရှုပ်မခံချင်တဲ့ခါကျအော်မလုပ်ဘူးလားမလုပ်ရင်နေအမေအဲ့ဒါလုပ်လိုက်မယ် so this is not the problem solving ပေါ့နော်ပြောချင်တာလေနော်ဒီနေရာမှာဒီဟာကိုဒါခလေးကအရန်ငယ်သေးလို့အမေကမသိဘူးလို့ထင်တာသိလားဒါပေမဲ့ခလေးရဲ့ရင်ထဲမှာကျတော့အဲ့ဒါကြီးကဆွဲသွားတယ်နော်ဒီဟာကြီးကလေဒါ problem solving မဟုတ်ဒါကြီးကသူ့တမျိုးကြီးပဲပေါ့နော်သူထုတ်တော့ပြောလို့မတက်ဘူးဒါပေမဲ့သူ့မှာခံစားချက်တွေရှိသွားတယ်ဒီနေရာကြီးမှာဟိုဘယ်လိုဖြစ်သွားလဲဆိုတော့ဒီလားအသက်ကြီးလာတဲ့အချိန်မှာ anxiety တွေတအားတက်လာတယ် stress တွေတအားများလာအဲ့ဘာမှမသိတဲ့နေရာလေးတစ်ခုကနေလာခဲ့တဲ့ဟာမျိုးပေါ့နော်ဟိုကျမတို့အရန်ငယ်တဲ့အရွယ်မှာလည်းအဲ့လိုပဲရှိတယ်လေကလေးလေး2ယောက်ရှိတယ်အယုတ်က1ယုတ်ပဲရှိတယ်အယုတ်ကိုလူတယ်ပေါ့နော်အမေကစိတ်ရှုပ်လာတော့နင်တို့အဲ့ဒါယုတ်မလုံးနဲ့ဆိုရုပ်ကိုကောက်ပြီးတော့ zwat ဆိုတိမ့်ထက်လိုက်တယ်ဆိုတော့ဒါ problem ကိုကျမတို့ကတိမ့်လိုက်တာ problem မရှိတော့ဘူးတော့တကယ်တမ်းဘာလဲဆိုဒီအယုတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆော့ရမလဲဆိုတာဒါမိဘနဲ့ဒီကလေးလေး2ယောက်နဲ့solve လုပ်ပြီး discuss လုပ်ပြီးတော့ကျမတို့ဖြေရှင်းမှာအဲ့တော့ဘာဖြစ်လဲဆိုတော့ parenting ကိုသွားရတဲ့အခါကျရင်ကျမတို့မြန်မာ culture နဲ့ပြန်ပြီးစဉ်းစားခြင်းခက်တယ်ပေါ့နော်ဒီလားမလွယ်နေဘူးပေါ့နော်လွယ်ကူကူနဲ့ရမှာမဟုတ်ကျမတို့ဒီမှာလာပြောတဲ့ဟာတွေကိုကျမပြီးခဲ့တဲ့ live ကဆိုလို့ရှိရင်ကျမတို့တပည့်တယောက်ကလာပြောတယ်ဒီလားဆရာမတို့က theory တွေပြောနေတာမဟုတ်ဘူးကျမတို့ theory တွေပြောနေကြတာမဟုတ်ကျမတို့ဒီဟာကိုပြောနေတယ်ဆိုတာကျမတို့ live တစ်လျှောက်လုံးမှာဖြတ်တန်းလာခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ analysis လုပ်လိုက်တဲ့အခါကျမတို့မှာဒီလို impact တွေဖြစ်တယ်ဆိုတာကိုမြင်နေရတာတကြောင်ကျမတို့စီကိုလာနေတဲ့ client တွေကနေပေးနေတဲ့ experience တွေကတကြောင်ဒါဘယ်လို့မှမငင်းနိုင်တဲ့အချက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ problem တစ်ခုဖြစ်လာရင် problem ကိုမိဘတွေကဒါကိုအချိန်ပေးဖြေရှင်းရမယ်ဆိုတော့အစားဒီ problem ကိုနှုတ်ထုတ်လိုက်ပြီးတော့မရှိတော့ဘူးဆိုတော့ဟာမျိုးလှုပ်ထက်လိုက်တာဒါ problem solving မဟုတ်နေဘူးပေါ့နော်ဆိုတော့ဒီဟာလေးတွေကလည်းတော်တော်ဒါစိတ်ဝင်စားစရာကောင်းပြီးတော့မိဘတွေအနေနဲ့သတိထားတဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ developmental stages တစ်ခုချင်းစီထဲမှာမိဘတွေကတူရှိနေပေးပြီးတော့အဲ့နေရာလေးမှာလည်းသူတို့နဲ့အတူပေါ့နော် evolve ဖြစ်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့ဟာလေးကိုကျမတို့ပေါ့နော်ပြန်ပြီးတော့တွေးရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းပြန်ပြီးတော့ sharing လုပ်ချင်ပါတယ်ပေါ့ဟုတ်ကဲ့ပါအဲ့တော့ကျမဘသူ့ကိုပြန်ပေးရမယ်မမိုးကိုပြန်ပေးလိုက်မယ်နော်ဟုတ်ကဲ့ဟိုနေ့ကမိပြောသွားတာလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်ဘယ်လိုပြောရမလဲဆိုတဲ့ခါကျတော့ဟုတ်တယ် parenting ဆိုတာလေဟိုပထမတစ်ခေါက်ကလည်းပြောဘူးတယ် there's no right way of parenting နော်အဲ့ဒါပြီးတဲ့ခါကျတော့ parenting ဆိုတာအမြဲတမ်းကိုနိုင်ကလေအမြဲတမ်း evolve ဖြစ်နေရတာနော်ကလေးတဲ့အထူလိုက်ပြီးပြောင်းလဲရတာကျမတို့မိဘတွေအုပ်ချုပ်ခဲ့တယ်ဆိုတာလေတို့ကနေရာတနေရာပဲငါတို့မိဘငါတို့တည်တယ်ငါတို့ပြောတာအကုန်မှန်တယ်တော့အဲ့ direction ကနေလာတာအခုကိုရီကြတော့
သူတို့အရွယ်နဲ့လိုက်ပြီးတော့မှကိုရီးယားအမြဲတမ်းပြောင်းလဲရမှာပေါ့နော်အဲ့တော့မိမိပြောရတဲ့အထက်မှာအရင်ကစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဘာလဲဆိုတော့မိဘကရုပ်လူတယ်ရုပ်ကိုသိမ့်ပလိုက်တယ်နော်ရုပ်ကိုသိမ့်ပလိုက်တယ်ဆိုတဲ့ဥစ္စာအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့သူ့ရဲ့အထဲမှာသူ trigger ဖြစ်သွားပြီ trigger ဖြစ်သွားတဲ့အခါမှာသူအဲ့ဒီဟာကိုသူမဖြေရှင်းတတ်တော့ဘူးနော်မဖြေရှင်းတတ်တော့အဲ့ဒီအချိန်မှာသူတခါတည်းသူကြီးပြင်းလာတဲ့ပုံစံအတိုင်းပဲသူတခါတည်းအကုန်လုံးကို shut down လုပ်ပြီးတော့မှဗီဒီယိုထဲထက်အကုန်လုံးသိအတာမထွက်နဲ့ဆိုတာတခါတည်းလုံးချပလိုက်တာအဲ့တော့အဲ့ဒီအချိန်မှာနော်ဒီ live ကိုကြည့်နေတဲ့လူတွေရောဒီ transformational parenting ကို line လုပ်နေတဲ့လူတွေရောတတိထားမိတာဘာလဲဆိုတော့အဲ့ဒီလူတွေကthey are already in the right direction in the right place ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့ကပြောင်းလဲခြင်းပြီနော်ဒီ generational cycle ကိုဖြတ်ခြင်းပြီအဲ့ဒီလိုမျိုးဖြတ်ခြင်းတဲ့အခါမှာကို aware ဖြစ်လာကြတာပေါ့အဲ့လို aware ဖြစ်လာကြတဲ့အခါမှာဟုတ်တယ်ဒီ abusive parenting ကလာတဲ့လူတွေရှိမယ်နောက်တစ်ခါကျတော့ sorry အတောင် abusive parenting ကလာတဲ့လူတွေရှိမယ် neglective parenting ကလာတဲ့လူတွေရှိမယ် emotionally ဒီ manipulative အလုပ်ခံရတဲ့ parenting ကလာတဲ့လူတွေရှိမယ်ဒါပေမဲ့ your history is not your destiny နော်ကိုပြုပြင်ခြင်းခံလိုက်ရတဲ့ဥစ္စာဟာကိုယ့်ရဲ့နောက်ဆုံးကိုလည်းဒီအတိုင်းပဲသွားမှာမဟုတ်ဘူးကိုကအဲ့ဒီအချိန်မှာကိုကဘယ်လိုပြောင်းလဲရမလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အတွင်းစိတ်ကလေးကိုယ့်ရဲ့ inner child လေးကိုနော်တိတ်ကဲလုပ်ပြီးတော့မှပြောင်းလဲလို့ရတယ်ဒီ topic တရားလေးတကယ်တမ်းဆိုရင်လေတစ်ပတ်လုံးနဲ့ပြောလို့ရတယ်တစ်လလုံးနဲ့ပြောလို့ရတယ်နော်တကယ်ကိုလေအများကြီးပဲကိုကဒီအချိန်လေးအတွင်းမှာလောက်အောင်ပြောရတာဆိုတဲ့အခါကျတော့အဲ့တော့ဒီ inner child ဆိုတာဘာလဲဆိုတဲ့အခါကျတော့ဒီဟိုးကဘာဦးအစနေပြီးတော့မှနော်မိုးတို့ DNA ထဲမှာရောအုံနောက်ထဲမှာရောနော်ဒါအကုန်လုံးက pattern တွေကလေသူကလေ print လုပ်ထားတာတကယ်ကိုပဲအဲ့တော့မိုးတို့မှာ inner child ဆိုတာလေးရှိတယ်အဲ့ဒီ inner child ဆိုတာဘာလဲဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကလေးလို့လည်းပြောလို့ရတယ်ကိုယ့်ရဲ့ကလေးလေးလို့လည်းပြောလို့ရတယ်အဲ့ဒါလေးကသူကဘာလဲဆိုတဲ့အခါကျတော့ကျမတို့အခုငယ်ငယ်တုန်းကဒါဒီနေ့ပြောဖို့အတွက်ကိုစဉ်းစားရင်းနဲ့မှထွက်လာတဲ့ဥစ္စာလေးဘာလဲဆိုတဲ့အခါကျတော့ငယ်တုန်းကကြုံခဲ့ရတဲ့ဟာတွေအကုန်လုံးကိုလေအဲ့ဒီ inner child လေးကအကုန်မှတ်ထားတာဘယ်နာလေးမှာဘလို့လိုသွားတယ်ဆိုတဲ့ဥစ္စာလေးအခုကြီးလာတဲ့အခါမှာကျမတို့အခြေအနေတစ်ခုကိုကြုံတွေ့ရတယ်ဆိုရင်ကလေးကကိုတစ်ခုခုလှုပ်လိုက်လို့ကိုက trigger ဖြစ်သွားပြီဆိုရင်ဟာကိုကရောင်း trigger ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာဘာကြောင့် trigger ဖြစ်လဲဆိုတာကိုမသိဘူးဒါပေမဲ့အဲ့ဒါဘယ်ရဖြစ်တာလဲဆိုတော့ကိုယ့်ရဲ့ inner child က unmet needs တွေနဲ့ဖြစ်တဲ့အခါမှာကိုယ် trigger ဖြစ်သွားတာအဲ့တော့ဟိုနင်းပါလဲဒီအဲ့တော့ဒီဘယ်လိုခေါ်မလဲကိုယ်မှာ inner child လေးရှိတယ်ဆိုတဲ့ဥစ္စာကိုပထမအဆုံး acknowledge လုပ်ရမယ်နော်ဒီ inner child လေးဟာကိုအရင်တော့နော်အရင်တော့အဲ့ inner child လေးကဘယ်လိုခေါ်မလဲစိတ်တန်ရာရခဲ့ဘူးတယ်ဆိုတာလေးကိုကျမတို့ကအသိအမှတ်ပြုရမယ်အရင် relevant ဖြစ်တဲ့ဥပမာတစ်ခုပေါ့နော်ကျမသားအငယ်လေးနဲ့ဆိုရင်သူစံပွဲတီးပြီဆိုရင်ဟာတော့ပြရာခတ်ပြီအဲ့လိုမျိုးပြရာခတ်ပြီဆိုရင်ကိုကလေအရင်တော့ဆိုရင်မသိဘူးဒါပေမဲ့ကျမရဲ့ဒီမိုးရဲ့ part of the inner child လေးကလေအဲ့ဒါကို react လုပ်တယ်ဘယ်လို react လုပ်တယ်လဲဆိုတော့တေးချပြန်စဉ်းစားလိုက်ရင်ငယ်တော့9တန်းတော့6တန်းတော့9တန်းတော့စံပွဲဖြေကန်နေပြီဆိုရင်ကိုကပြပြီလာပြီအဲ့မှာအမေကဘာရနဲ့တီချီပြီးတော့မှတခါတည်းနှစ်စာနေစားပြီးသူမှတ်ထားတဲ့ဟာတွေနဲ့သူစူပြီးနော်ပြီးဆိုရင်သူအဲ့ဒီချိန်မှာအမေရဲ့ဒေါသတခါတည်းဒီလိုတရိပ်နော်ဒီဂရီလိုပဲရေတက်တယ်လို့ပဲတက်တာအဲ့ပြီးစင်သူကနင်ဘာမှဖြစ်မှာမဟုတ်ဘူးနင်စံမွေးကကြဖို့ပဲထိုက်တန်တယ်ဟာအဲ့လိုတွေသူပြောပြီးဆိုသူရဲ့သူဘလောက်မောတဲ့အကြောင်းတွေပြောပြီးဆိုသူကကို neglect လုပ်သွားအောင်အဲ့ဒီအချိန်မှာကိုခံစားလိုက်ရတဲ့ခံစားချက်ကလေးဟာအခုကိုသားစံပွဲသားနီးလို့မလုပ်တဲ့အချိန်မှာပြန်ပေါ်လာတယ်ပေါ့နော်အဲ့ဒါ inner child ရဲ့ reaction လောက်တာတွေကိုဒါနားထောင်နေတဲ့လူတွေသိအောင်ပြောပြတာပေါ့အဲ့တော့ပထမဦးဆုံးကကိုတခုခု trigger ဖြစ်တိုင်းပေါ့နော်အော်ငါရဲ့ inner child လေးကတခုခုငါ့ကိုပြောနေပါလားဆိုတာလေးကိုနော် acknowledge ပေါ့နော်အတိအမှတ်ပြုပေးဖို့လိုတယ်နောက်တစ်ခါကျတော့ mindfulness ပေါ့နော် mindfulness ဆိုတာဘာမှလို့ပြောရမယ်ဆိုရင်တော့ဒီတတိကတ်တာပေါ့နော်လက်ရှိအခြေအနေလေးကိုတတိလေးကတ်ပြီးတော့မှကိုနော် self compassion ဒီ
လို့ခေါ်မလဲစာနာကျင်နာဆိုတာကိုဆက်ဆံဖို့လိုတယ်နော်အဲ့ဒီခါမှာကိုဘယ်လိုဆက်ဆံရမလဲဆိုအဲ့အချိန်မှာအော်ငါအခု trigger ဖြစ်နေတာဘယ်ကလာတာလဲနော်ဘယ်နာဟာလာတာလဲအော်ဒီဟာလေးကငါငယ်တုန်းကပေါ့နော်ဒီနားလေးမှာငါ neglect အလုပ်ခံလိုက်ရတယ်နော်အခုမိမိပြောသလိုပဲကလေးကကျင်ရပြန်လာတယ်အရန်ပြောခြင်းတယ်ဟာအမေကဖုန်းပုတ်နေတယ်ဟာအမေကတခါတည်းအမေရောအဖေရောပတ်ဝန်းကျင်အကုန်လုံးကဖုန်းပုတ်နေအဲ့အချိန်မှာကိုပြောတာကိုနော်တိတိကျကျနားနဲ့နားထောင်စေခြင်းတဲ့အခါမှာနားမထောင်ရတဲ့အခါမှာကိုဒေါသထွက်သွားပြီအဲ့ဒါကိုယ့်ရဲ့ဒီ inner child လေးကလိုအပ်ခဲ့တဲ့ဟာလေးတွေကပြန်ပေါ်တာအဲ့ဒါကြောင့်မလို့ဘယ်လိုခေါ်မလဲကိုတခုခု trigger ဖြစ်တိုင်းငါတော်အသုံးမကျတာပဲငါတော့စိုးရတယ်လို့မရှိဘူးဆိုပြီးကို self ဘယ်လိုခေါ်မလဲ criticize လုပ်မဲ့အစားဝေဖန်ပြစ်တင်မဲ့အစားနော်ကို self compassion လေးလုပ်ပြီး compassionate ပေါ့နော်ကိုစာနာကျင်နာဆိုတာနဲ့ကိုတွေးပေးဖို့နော်ပြီးတဲ့အခါကျတော့mindfulness ပေါ့နော်တတိကပ်ပြီးမှ I'm safe ပေါ့နော်ငါအခုဒါတတိထားမိပြီအဲ့တော့ငါရဲ့ဘယ်နာလေးကဒီ inner child လေးကဘယ် experience ဆိုတာများလိုအပ်ခဲ့တာလဲဆိုတာလေးကိုအမြဲတမ်းပြန်သွားဖို့လိုတယ်နောက်တစ်ခါကျတော့ကိုယ့်ရဲ့ emotion တွေကိုနားထောင်ပေးပါမမိုးတို့ကြီးပြင်းလာတာလေ emotion တွေကမပြောခဲ့ရအောင်နော်မပြောခဲ့ရတဲ့အခါကျတော့ကိုယ့်ရဲ့ emotion လေးတွေကိုနားထောင်ပေးပါဘယ်လိုခေါ်မလဲအဲ့ဒီ emotion လေးတွေကိုနားထောင်နေဆိုရင်ဒီကိုယ့်ရဲ့ trigger ဖြစ်တဲ့အပိုင်းကဘယ်နာကနေလာတာလဲမမိုးဆိုရင်ဒီ somewhere နဲ့ပတ်သက်တဲ့ဟာနော်အဲ့လိုမျိုးပြီးဆိုရင်အခုကလေးတွေအိမ်မရှိဘူးဆိုရင်ဒေါသထွက်လာပြီနော်အဲ့လိုမျိုးဆိုရင်လေဒါကိုယ်ငယ်တော့စူခဲ့တဲ့အမေစူခဲ့တဲ့ဥစ္စာလေးတွေမှာကိုက inadequate ပေါ့နော်နေရာမလုံလောက်ဘူးဆိုရယ် not enough ဆိုရယ် feeling လေးခံစားရတယ်ဆိုရင်ကိုကအဲ့ဒီအချိန်မှာဒီကလေးငါဆိုရင်ငါအဲ့ဒီအချိန်မှာငါအမေရှိကဘာလို့ကျင်ခဲ့တာတော့နော်အဲ့လိုမျိုးလေးကို emotion လေးကိုပြန်ခေါ်ပြီးတော့မှနော်သူ့ကိုနှစ်သိမ့်ပေးတဲ့ဟာမျိုးဒါလေးတွေကအဲ့တော့ကိုနိုင်က compassionate ပေါ့နော်တနာကျင်နာပြီးတော့မှကိုဆက်ဆံတဲ့အခါမှာကိုကလည်းကိုသားသမီးကိုပတ်ဝန်းကျင်ကလူကိုတနာကျင်နာဆိုတာကိုကဆက်ဆံနိုင်တယ်နော်ပြီးတဲ့အခါကျတော့ကျမတို့တွေကဒီလိုမျိုး various kind of ပေါ့နော် parenting တွေကနေလာတဲ့အခါမှာမပြည့်စုံခဲ့တဲ့ပတ်ဝန်း parenting တွေကလာတဲ့အခါမှာပြည့်စုံအောင်လို့အတွက်ကိုပြန်ပြီးတော့မှပြုစုပြောထောင်လို့ရတယ်နော်မိဘတွေရှိကနေမရခဲ့တဲ့ချစ်ချင်းမြတ်တာတွေကိုကိုပြန်ပေးလို့ရတယ်နော်ကိုယ့်ရဲ့ဒီ inner child လေးကိုပြန်ပေးလို့ရတယ်အဲ့ဒီအချိန်မှာကိုငါတော်အသုံးမကျတာပဲငါသူတို့မရှိရင်မဖြစ်နိုင်ဘူးဒီလိုမျိုးပေါ့နော်ဒီမျိုးစုံ emotion တွေအကုန်လုံးကို criticize လုပ်ပဲအစားကို compassionate နော်ကျင်နာနာလေးကိုတွေးပေးတာကိုပြန်ပြီးတော့မှ reparent လုပ်လို့ရတယ်နော်ဘာကြောင့်လဲဆိုတော့ဆောင်းကပြောသလိုပဲ your history is not your destiny ပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့ရည်စရာကောင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ inner child အကြောင်းကလေအများကြီးပြောလို့ရတယ်နောက်တစ်ခုကကြတော့လေကိုငယ်တော့မလုပ်ခဲ့ရတာလေနော်ကိုငယ်တော့ကိုယ့်ရဲ့ဒီ inner child လေးကလှုပ်ချင်တဲ့ဟာတွေကိုလေကျမတို့ကပြန်ပြီးတော့မှလေ through play ကစားရင်းနဲ့ကိုကပြန်လုပ်လို့ရတယ်ဥပမာတချင်းတွေ also လိုက်တာမျိုးနော်လမ်းလျှောက်ထွက်လိုက်တာမျိုးဒါဒီလိုမျိုးကိုဒီ inner child လေးကလိုအပ်တဲ့အပိုင်းကိုကပြန်ပြီးတော့မှလေလုပ်ပေးလို့ရတယ်နောက်တစ်ခုကတော့အရေးအကြီးဆုံးကတော့အားလုံးကိုက realize ဖြစ်ပြီဆိုရင်တတိထားမိပြီဆိုရင်တော့ set the boundary နော်စီကံပေါင်းတတ်မှတ်တာကတော့အရေးအကြီးဆုံးပဲနော်စီကံပေါင်းတတ်မှတ်တယ်ဆိုတာကကိုဘာလုပ်ပေးကိုဘာမကြိုက်ဘူးလဲကြိုက်တယ်လဲဆိုတာကိုတိပပ line ဖြတ်ထားတဲ့ဥစ္စာပဲအဲ့ဒါကိုယ့်ရဲ့ boundary ပဲနော်အဲ့ဒီ boundary မှာလိုအပ်လဲဆိုရင်မိဘတွေကိုလည်းကိုက no လို့ပြောရမယ်နော်မြန်မာ parenting မှာဆိုရင်ကိုယ်အုပ်ချုပ်တာမိဘတွေမဟုတ်ဘဲနဲ့အတော်တွေဦးလေးတွေအဖိုးတွေအဖွားတွေနော်အကိုဝမ်းခွဲတွေအကိုတွေဒီလိုမျိုးတွေရှိတယ်ဆိုရင်ကိုကမကြိုက်ဘူးဆိုရင်ဒီ bound လေးကိုမကျော်ဖို့နော်ကို set boundary ထားရမယ် set boundary ဆိုတာလေသူများကိုသွားပြီးနင်ဒါမလုပ်နဲ့တော့ငါမကြိုက်ဘူးလို့သွားပြောတာမဟုတ်ဘူးအကယ်၍သူများကကိုလုပ်ခဲ့တယ်ဆိုရင်နော်ကိုကအဲ့ဒီကနေပြီးတော့မှလှည့်ပြီးတော့မှထွက်လာနိုင်တဲ့ဟာမျိုးငါဒီဘောင်တော့မကြိုက်ဘူးငါလက်မခံဘူးဆိုတဲ့ဥစ္စာမျိုးနော်အဲ့ဒါပြီးတဲ့အခါကျတော့နောက်တစ်ခုကဒီလိုမျိုး abusive parenting ပဲလာခဲ့နော် toxic parenting any kind of parenting ပေါ့နော် toxic parenting လာခဲ့တယ်ဆိုရင်
နောက်တစ်ခုဆုံးအဆင့်ကတော့ဘာလဲဆိုတော့ကျမတို့ကအတိတ်ကိုစွန့်လွတ်နိုင်ရမယ်နော်အတိတ်မှာနေခဲ့လို့မရဘူးဘယ်လိုခေါ်မလဲကိုယ့်ရဲ့ဒီ inner child လေးကိုအတွင်းဒီစိတ်ကလေးကိုကနော်ကဲလို့ရမယ်ပြုစုပြောထားရမယ်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးပြုစုပြောထားလာတာနဲ့တပြိုင်နက်ကိုကဒီ old pattern တွေကနေပြီးအလိုလိုနေကိုကခွဲခွာပြီးသားဖြစ်သွားမယ်နော်အဲ့ဒီခါမှာကိုက authentic ပေါ့နော်စစ်မှန်တဲ့ကိုပြန်လဲရှာဖွေတွေ့ရှိတာပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့ဘာကြောင့်မလို့ကျမတို့ဒီ inner child လေးကို take care လုပ်တာနော်ဒီ wounded ဖြစ်နေတဲ့ကိုယ့်ရဲ့ part of me ကို take care လုပ်ရတာလဲဆိုတော့ကိုရီးယားကလေးတွေကိုရီးယားအနာဂတ်ကိုပတ်ဝန်းကျင်ကိုနဲ့ဆက်ဆံတဲ့လူတွေအကုန်လုံးက they deserve the best version of yourself နော်ကိုယ့်ရဲ့အကောင်းဆုံးနော်အကောင်းဆုံးမိုးမိုးကလေးတွေက deserve ဖြစ်တယ်လေဟုတ်တယ်မလားမိမိဆိုလဲဒါမိုးမိုးကမိမိကိုကိုယ့်ရဲ့အကောင်းဆုံး version ကိုပဲပေးခြင်းတယ်နော်ဒါအမြဲတမ်းကိုကောင်းအောင်ပြုပြင်ပြောင်းလဲရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ parenting ကိုအမြဲတမ်းပြောတယ်ကိုပြောင်းလဲပြီးအကောင်းဆုံး version ဖြစ်အောင်လုပ်တာနော်ကလေးတွေကလည်း they deserve it ပေါ့နော်ဒါကတော့မိုးပြောချင်တာလေးပါဟုတ်ဘယ်သူများဖြတ်ပြီးဖြစ်ဒီမှာပြောမလဲမသိဘူးပြောစရာတွေကများလုံးတော့ဟုတ်ကျမကြတော့ခုနအဲ့ narcissist parents တွေကကြီးပြင်းလာတဲ့ကလေးတွေကသူကဒီအရေးမဲကြီးကလိုက်နေတာပေါ့နော်အဲ့တော့သူ့ရဲ့ကိုရေကိုသွေးတွေကိုအားမရဘူးကိုရဲ့အရေးချင်းကိုမပြေမိဘူးဒါမျိုးတွေကတောက်လျှောက်ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီလွှမ်းမိုးမှုတွေကိုဘယ်လိုလျှော့ချနိုင်လဲပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုကတော့ဗာလဲဆိုမိဘတွေကပြောင်းလဲလာမယ်လို့မျှော်လင့်နေရဆိုရင်ဒီမျှော်လင့်ချက်ကိုစွန့်လွတ်ဖို့အရေးကြီးရပေါ့နော်။ဘာလို့ဆိုတော့ဒီမိဘတွေကသူတို့ကိုသူတို့ဘလို့မှမသိနိုင်ဘူး။သူတို့ရဲ့အမားတွေကိုလည်းသူတို့သိမှာမဟုတ်ဘူး။ဒါကိုကအရှိတိုင်းပဲလက်ခံရမယ်ပေါ့နော်။စိတ်ကူးရင်လည်းမရဘူးပေါ့နော်မိဘတွေများပြောင်းလဲသွားမလားဆိုတော့ဒီအရှိတရားလေးကိုအရင်ဆုံးလက်ခံလိုက်ဖို့လိုအပ်တယ်ပေါ့ပြီးလို့ရှိရင်တော့နောက်တစ်ခုကကိုတိမ်ငယ်နေတယ်ဆိုရင်ကောင်းမြင်စိတ်ကိုပြန်ပြီးတော့ဝေးဖို့လိုတာပေါ့နော်မဟုတ်လို့ရှိရင်သူကဒီမိဘအလိုကြပဲဆိုတော့သူ့ကိုယ်သူအရေးချင်းမရှိဘူးလို့ဆိုတော့ကိုယ့်ရဲ့အားသာချက်လေးတွေကိုတွေးဖို့လိုအပ်တယ်ပေါ့နော်ကျမတို့coaching session တွေမှာဆိုလဲတွေ့ရတတ်တယ်နိကိုယ့်ရဲ့အားသာချက်တွေကိုပြောပြပါအောင်လို့မေးရခါကိုဘာအားသာမှန်းကိုမသိဘူးအဲ့လိုမျိုးပေါ့နော်တော်တော်စဉ်းစားနေရတာမျိုးရှိရဲ့ဆိုရင်ရှိမှာပါလူတိုင်းမှာတော့အားနည်းချက်အားသာချက်ဆိုတာရှိတာပဲပေါ့နော်အားသာချက်မရှိဘူးဆိုတဲ့လူကမရှိဘူးဆိုတော်တော်လေးကိုအစဆွဲထိုးရတာပေါ့နော်ဘယ်နေရာမှာကျွမ်းကျင်နေဒါဟင်းချက်တာကျွမ်းကျင်နေဆိုလဲဒါအားသာချက်ပဲပေါ့နော်တချို့ social ရတယ်ဆိုလဲအားသာချက်ပဲပေါ့ဆိုတော်တော်လေးကိုမေးယူရတယ်ကိုယ့်ရဲ့အားသာချက်တွေကိုမတွေးတတ်ဘူးเนาะမိဘတွေကကိုယ့်အမြဲတမ်းနှိမ့်ချပြီးတော့ဆက်ဆံတဲ့အခါကျတော့တကယ်လို့ထင်သွားတတ်တာပေါ့เนาะနောက်တစ်ခုကတော့ဒီကိုကျုံးမဖက်တဲ့အလုပ်ကလေးတွေကိုလုပ်ပြီးတော့ကိုပြန်ပြီးတော့တိဆောက်တာမျိုးပေါ့เนาะဆိုတော့သူကဘာလဲဆိုတော့မျှော်လင့်ချက်လုံးဝမရှိတဲ့ကုညီမှုမျိုးပေါ့เนาะဆိုရင်ပတ်စံနေကုန်ပြီးတော့မှလောက်ရတာမျိုးလည်းမဟုတ်ဘူးလွယ်လွယ်ကူကူပဲပေါ့နော်ဥပမာဆိုလို့ရှိရင်မြင်းကြားမှာကျမတို့ဒီမြန်မာနိုင်ငံမှာဆိုရင်တော့လေကြုံတော့ပြောရမယ်ဆိုကျမဆိုလို့ရှိရင်မြင်းကြားမှာလမ်းဖြတ်ကူတဲ့သူတွေဆိုကျမအမြဲတမ်းကားရက်ပေးနေနောက်ကကားတွေကလေတီဆိုဟိုနေတီချပါသူတို့စိတ်မရှိမျိုးဒါကလောက်ကိုတော့ရမယ်ဟာမျိုးပေါ့နော်အဲ့ဒါကိုကဒါထူးခြားပြီးလုပ်တယ်လို့ဖြစ်နေအဲ့လိုကိစ္စလေးတွေပေါ့နော်လမ်းကြားတွေကထွက်လာတဲ့ကားကိုနေရပေးလိုက်တာမျိုးပေါ့အသေးဖွဲပဲဒါပေမဲ့မလောက်ကြဘူးပေါ့နော်ဆိုတော့ဒါမျိုးလေးလှုပ်ပေးလိုက်တယ်ဆိုတော့သူအစင်ပြေသွားတာမြင်ပြီးအဲ့ PT နဲ့ကိုကပို့ပြီးတော့နေလို့ထိုင်လို့ကောင်းလာတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကူညီမှုမှာကိုကဒီမျှော်လင့်ချက်မပါတဲ့ကူညီမှုပေါ့နော်သူများကိုကူညီလိုက်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့တုံ့ပြန်တာမျိုးမပါတဲ့ကူညီမှုမျိုးပရဟိတအလုပ်တွေပေါ့နော်ကိုတကယ်ကိုစိတ်ပါလက်ပါနဲ့ပေါ့နော်တာဝန်ရလောက်တာမျိုးမဟုတ်ပဲနဲ့ဒါလေးတွေလုပ်တယ်ဆိုလဲကိုစိတ်ကိုပြန်ပြီးတော့တိဆောက်လို့ရတယ်နောက်တစ်ခုကတော့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့အလှပတွေပေါ့နော်လှပတွေကိုခံစားဖို့ကမေ့နေအဲ့တော့သူကပြောတာကတော့တနေ့ကိုအနည်းဆုံးလှပတစ်ခုကိုရှာပါပေါ့အဲ့ဒါကလည်းကျွန်မဟာပေါ့နော်ဒီဆရာဝန်လောကမှာဆိုရင်ကြားဘူးတာဒီညနေစည်းစာအလှတွေပါတယ်ဆိုရင်လေမခံစားဖြစ်တာကြာပြီပေါ့နော်ဘာလို့ဆိုညနေစေးကန်းထိုင်ရတာပေါ့ကျွန်တော်
ကန်းတိုင်းအဲ့ဒီညအလှတွေပါလေဆိုတာမခံစားဖြစ်ဘူးပေါ့နော်ဒါမျိုးလေးတွေသတိထားဆိုတာနေရာတိုင်းမှာအလှပါဆိုတာရှာလို့ရတယ်နောက်တစ်ခုကတော့ဟိုအန်ဩစရာကောင်းတာကိုလည်းရှာမှာပေါ့ဒါစိတ်သက်ကိုတက်ကြွစေဆိုဒါကလည်းတိတ်ပြီးတော့စွန့်စားစရာမျိုးမဟုတ်ဘူးအသစ်တွေကိုကိုကသင်ကျင်နေတယ်လေ့လာခြင်းစူးစမ်းခြင်းတယ်ဆိုလို့ရှိရင်လေဒါကိုဘဝမှာပို့ပြီးတော့ဟိုတက်ကြွလာတာပေါ့နော်နောက်တစ်ခုကတော့ကိုလုံနေကြအလုပ်တွေပဲမဟုတ်ပဲနဲ့တခါလေအပြောင်းလဲတွေလုပ်လိုက်တာပေါ့နော်ဂျင်အမြဲသွားနေကြဆိုလို့ရှိရင်ယောဂလုပ်လိုက်တာတို့ဇွန်မာကလိုက်တာဒါမျိုးလေးတွေဆိုလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့တက်ကြွလာစေတယ်ပေါ့နော်ဒါလေးတွေလည်းလုပ်ဖို့လိုတယ်နောက်တစ်ခုကတော့ကိုခုနမမိုးပြောတယ်ဟိုတတိပေါ့နော် mindfulness ပေါ့ဆိုရင်အဲ့တတိယကြတော့ဘာလဲဆိုရင်တခါလေကြာရင်မိဘတွေကကိုယ့်ကိုဒီလိုပြောနေတာကိုကရန်လိုစိတ်နဲ့မတွေးဖြစ်တော့ပဲနဲ့နောက်ွယ်ကအကြောင်းရင်းပေါ့နော်ဆိုရင်ခုနမမိုးတို့ပြောသလိုပဲဒီမိဘတွေရောသူတို့လက်ထက်တုန်းကဒီလိုအုပ်ချုပ်ခံရလို့သူဒီလိုပြောနေတာလားဆိုကိုကနားလဲပေးလိုက်တယ်ဆိုရင်ပြိပခလည်းနေသွားမယ်ကို့မှာလည်းစိတ်သက်သာရမယ်ပေါ့နော်ကျမဖေဆိုရင်ရန်ဒေါသကြီးတယ်ဘာလို့ဒေါသကြီးလဲဆိုတော့ဖိုးပေါ့နော်အဖိုးကအုပ်ချုပ်တဲ့ခါကျဒေါသနဲ့အုပ်ချုပ်တာပြီးရင် तू ကဒါကိုခုံယူလိုက်တယ်သူတို့ကစိတ်ကြီးတယ်ပေါ့နော်သူတို့ကိုသူတို့ဟိုအမှားလို့ယူစဖို့နေတာမရဘူးဒါငါတို့ကဒေါသကြီးတဲ့မျိုးရိုးဆိုပြီးတော့သူတို့အဲ့လိုခုံယူရဆိုဒါကိုကနားလဲပေးလိုက်ရင်စိတ်မဆိုးတော့ဘူးပေါ့နော်ဆိုနောက်တစ်ခုကတော့ဒီကိုပြန်စမ်းစစ်ဖို့ပေါ့နော်ကိုတိုင်းကိုအတ္တကြီးတဲ့သူဖြစ်နေလားဆိုတာဒါလေးတွေပြန်စမ်းစစ်လိုက်တယ်ဆိုရင်တော့ဒီဟို circle ကြီးကိုကျမတို့ဖြတ်နိုင်မှာပေါ့နော်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဒေါသပေါ့နော်ဒီ toxic parents တွေရဲ့အုပ်ထိန်မှုကိုခံရတဲ့ကလေးတွေကသူကဆိုရင်သူ့မှာအဲ့ဒီမသိစိတ်ကနေဒေါသစိတ်တွေဖြစ်တယ်နောက် depression ပေါ့အဓိကအဲ့နှစ်ခုကဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီဒေါသကိုမှန်မှန်ကန်ကန်ဖောက်ထုတ်ဖို့လိုအပ်တာပေါ့နော်အဲ့တော့သူများကိုမထိကြိုက်တဲ့နီလန်းတွေပေါ့ရေချိုးကန်ထဲမှာတချင်းအောင်ဆိုလိုက်တာခုနမမိုးပြောတဲ့ထဲမှာလည်းပါသွားတယ်ပေါ့နော်ခေါင်းလက်သီးနဲ့ထိုးလိုက်တာပေါ့ကိုဒေါသကိုဖောက်ထုတ်လိုက်တယ်ဆိုလို့ရှိရင်မဟုတ်ရင်စောက်ထဲမှာဆိုရင်ဘယ်လိုပြောထားဆိုတော့ဒီ Asians တွေရတဲ့မိဘတွေကဒီကလေးတွေရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောဖို့အားမပေးကြဘူးပေါ့နော်အဲ့တော့ဒီခံစားချက်တွေကဒီရင်ဘတ်ထဲမှာပြည်တယ်နေပြီးတော့ဒီအနာပို့ပြီးတော့အဆိုးလာတယ်ပေါ့နော်ဒါတွေကိုဖောက်ထုတ်ပစ်လိုက်ဖို့လိုအပ်တယ်ပေါ့ဆိုတော့သူဖောက်ထုတ်တဲ့နေရာမှာခုနပြောတယ်အဲ့သူများကိုမထိကြိုက်တဲ့နီးတွေနောက် exercise လုပ်တဲ့ဟာတွေကိုပျော်ရွှင်လာအောင်ပေါ့နော်နောက်တစ်ခုကတော့သူကမိဘတွေကိုကိုယ်ခံစားချက်ကိုပြောပြဖို့ပေါ့နော်ဒီလိုမျိုးမိဘတွေကြောင့်ကိုယ်မှာဘယ်လိုစိတ်တန်ရခဲ့လဲဆိုတော့ပြစ်တင်တာမျိုးမဟုတ်ပဲလေကိုယ့်ဘက်ကခံစားချက်ကိုပြောပြပေါ့နော်အဲ့တော့ဒီနီလန်းနေနဲ့ဆိုလို့ရှိရင်တော့ဒီခုနပြောတဲ့အရေးမဲတွေကိုအောက်ကဒီလောင်ရအိတ်အောက်ကနေပြီးတော့ကိုကထွက်ပြီးတော့ဒီ circle ကြီးကို break လုပ်နိုင်မှာပေါ့နော်မမီကလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့မမိုးရောမဆွေရောပေါ့နော်ပြောသွားတာတော်တော်ကြီးကိုစုံတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်ကလေးတွေအကုန်လုံးကဒီဒါမိဘတွေအတွက်ပေါ့နော်တော်တော်ကိုအသုံးဝင်တဲ့အချက်တွေပေါ့နော်မိဘတွေကဒီကလေးတွေနဲ့နော်သူတို့ဒီလုံးရတော့မယ်ပေါ့နော် parenting လုပ်ရတော့မယ်ဆိုအရင်ဆုံးက come ဖြစ်ဖို့လိုအပ်တာပေါ့နော်ကိုတိုင်း come ဖြစ်ဖို့လိုအပ်တယ်ဆိုတော့ကိုတိုင်း come ဖြစ်ဖို့ဆိုရင်တော့ဒါမမိုးပြောသွားတဲ့အချက်လေးတွေဒါမဆွေပြောသွားတဲ့အချက်လေးတွေမှာကိုနဲ့တင့်တော်တဲ့ဟာကိုအတွက်အားတာတဲ့ဟာကိုအတွက်အသုံးပြုနိုင်တဲ့ဟာလေးတွေကိုစပြီးတော့အသုံးပြုကြည့်ရင်လေကျမတို့ psychology မှာပြောလို့ရှိရင်ဟာနီးလန်းတွေကတော့အများကြီးရှိတာပေါ့နော်ကျမတို့တကယ်စလို့ရှိရင် 1% ပဲတစ်ခုကိုပဲတေးလေးကနေစကြည့်ပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်ထိရောက်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျမပြောချင်တာလေးကလေဒီလိုမျိုးပေါ့မိဘတွေအနေနဲ့အခုလို come ဖြစ်သွားပြီးအဆင်ပြေသွားပြီးကို come down လုပ်နိုင်ပြီဆိုလို့ရှိရင်စပြီးတော့ကလေးတွေနဲ့ဒီလုပ်ရတော့မယ်ပေါ့နော်အဲ့လိုဒီလုပ်တဲ့အခါမှာတေးသေးလေးပေါ့စောစောကပြောသလိုတေးသေးလေးဆိုရင်သူတို့အရင်ဆုံးပေါ့နော်သူတို့ပြောချင်တာလေးတွေတီတီတတာသူတို့ပြောတဲ့ဟာတွေကခါလေးကျအတိတ်ပဲရှိချင်လဲရှိတယ်မရှိချင်လဲမရှိဘူးပေါ့နော်အဲ့တော့သူတို့ပြောချင်တာခါလေးကျမိကွန်းတစ်ခုကိုပဲထပ်ခါမေးတာဒါမျိုးလေးပေါ့နော်ပုံစံမျိုးစုံလေးလာတတ်တယ်ပေါ့နော်ဆိုဘာဖြစ်လို့လဲဆိုတော့ကလေးတွေဆိုတာလဲလေဟိုမွေးဖွားကြီးပြင်းလာတဲ့သူတို့ရဲ့ nature
nurture ကျမတို့မတူကြဘူး nature ဆိုတာသူတို့ရဲ့မွေးလာကြတဲ့ပါလာတဲ့ gene တွေပေါ့ genetic တွေပေါ့အဲ့ဒါကိုကျမတို့ nature လို့ခေါ်တာပေါ့ဒီလား nature ကမတူဘူးလေနော်ဒီမိဘနေဒီကလေးပဲဘယ်နှစ်ယောက်လဲ2ယောက်3ယောက်ပဲထွက်နေပြီစီအောင်တော့ဒီ nature တစ်ခုကတူချင်မှတူမယ်ပေါ့နော်တချို့ကလေးကအေးရတချို့ကလေးကတွက်တယ်တချို့ကလေးကဘယ်လိုပြောရမလဲဟိုတချို့ကလေးတွေကကြတော့ဒါcognitive အနေနဲ့အရန်တွက်လုံးအားကြီးတော့တွတ်နဲ့အရန်ပြောနိုင်တယ်တချို့ကလေးတွေကြတော့လည်းအရန် AC တီနေအမေပြောတဲ့အတိုင်းပေါ့နော်ဒါမျိုးလေးပေါ့ပုံစံလေးတွေကမတူတတ်ဘူးတချို့လေးကြလည်း rebellious လေးတွေပါလာတတ်တယ်ပြောရင်နားမထောင်ဘူးဆိုတဲ့ဟာလေးဖြစ်တတ်တယ်ပေါ့နော်ဒါသူ့ရဲ့ nature ဆိုလို့ရှိရင်ကျမတို့ကဒီကလေးတယောက်ကဒါကျမတို့ရဲ့ပတ်ဝန်းကျင်တွေကိုရောက်လာပြီဆိုရင်ဒီပတ်ဝန်းကျင်ဆိုတဲ့ environment ကြီးကကျမတို့ nurture လုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ nurture လုပ်တဲ့အချိန်မှာလေဒါစိတ်ရှည်ဖို့လိုအပ်တယ်အဲ့စိတ်ရှည်ဖို့ခံဖြစ်ဖို့ကတော့စောစောအချက်ကလေးတွေသုံးပြီးတော့ဒါစိတ်ရှည်သီးခံပြီးတော့ဒီဟာလေးနဲ့ကလေးတွေနဲ့အတူတူ nurture လုပ်ရမှာပေါ့နော်ကျမတို့ psychology သင်တယ်ဆိုတာစောစောပြောသလိုပဲပေါ့နော် breaking the cycle ကိုတွားဖို့အတွက်ဆိုရင်ကျမတို့ကတတ်နိုင်တာကဟိုဘက်က nature ကြီးကိုတော့မတတ်နိုင်တော့ဘူးလीနော်သူကမွေးကလေးကပါလာပြီးသားဖြစ်တဲ့အခါကျတော့ဒါကိုတော့ပြောင်းလဲဖို့မတတ်နိုင်ဘူးဆိုပေမဲ့ကျမတို့ဒီဘက်ချမ်းမှာတော့ဗာလဲဆိုရင် nurture လုပ်လို့ရတယ်ပေါ့နော် nurture မှာအရင်ဆုံးတွေ့ရတယ်ဒါမိဘတွေလုပ်လို့ရတယ်ပြီးရင်ကျောင်းပို့တယ်ဆိုလို့ရှိရင်ဆရာဆရာမတွေလုပ်လို့ရတယ်ပေါ့နော်ဒီသူတို့တွေအကုန်လုံးကဒီတက်သေးလေးကစရမယ်ဆိုရင်သူတို့ပြောတဲ့စကားလုံးလေးကိုအရင်ဆုံးနားထောင်ပြီးသူတို့နဲ့အတူတူရှိပေးဖို့ပေါ့ပြီးတဲ့အခါကျလို့ရှိရင်သူတို့ကို appreciation လေးတွေလုပ်ပေးဖို့ပြီးတဲ့အခါကျလို့ရှိရင်သူတို့ကိုချစ်တယ်ဆိုရက်ဒီ unconditional love ပေါ့နော် condition မပါဘဲနဲ့ချစ်တာပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သမီးကိုသမီးမို့လို့ကိုချစ်တာသမီးကချောတာပဲဖြစ်ဖြစ်လှတာပဲဒါတွေမပေါဘူးသမီးစပင်းလေးကျိုးတို့ကျဲတယ်လဲချစ်တာပဲဒီလားသမီးကမျက်လုံးလေးပြူးနေလဲချစ်တာပဲသမီးကအသားလေးမဲနေလဲသမီးမို့လို့ချစ်တာပဲဒီလိုမျိုးပေါ့နော် condition မပါတဲ့ချစ်ချင်းမျိုးကိုအမေကပေးနိုင်တယ်ဆိုရယ်ဟာမျိုးပေါ့နော်အဲ့တော့ချစ်ချင်းမြတ်တာလေးတွေကိုလေ consistently ကျမတို့ပြီးခဲ့တဲ့ live မှာပြောခဲ့တယ်လို့ပေါ့နော်တခုခုပေးတဲ့အခါကျရင်ကျမတို့ consistently ပေးပါဒါမှကလေးဘက်ကလည်းပဲဒီမြတ်တာကိုဒါသူ့ဘက်ကတကယ်ကိုပေါ့နော်ခံယူနိုင်ပြီးတော့အဲ့ညမှာသူယုံကြည်မှုတွေအပြည့်အဝရမှာလေနော်အမေစီက unconditional love ကိုရဘူးတဲ့ကလေးတယောက်ကကြီးပြင်းလာတဲ့အခါမှာဒါမြတ်တာရေးနဲ့ပတ်သက်လာရင်လည်းသူများတွေယုံတာပေါ့ဒါဆိုကောင်းမွန်တဲ့ healthy relationship ကိုသူတိဆောက်နိုင်တာပေါ့မဟုတ်လို့ရှိရင်ကျမတို့ငယ်ငယ်ကလေးကဟလာကလေးပစ္စည်းပေါက်စကလေးဘဝတွေကသူ့ကို neglect အလုပ်ခံခဲ့ရတဲ့ကလေးလေးကအသက်ကြီးလာလို့ရှင် healthy relationship ကိုတိဆောက်ဖို့အတွက်ဘယ်လုံးမှမလွယ်ဘူးလေနော်အခုချိန်ကြတော့မှကျမတို့ relationship တွေrelationship ကတစ်ခုပြောင်းသွားပြန်ပြီပြတ်သွားပြန်ပြီနောက်တစ်ခုပြောင်းသွားပြန်ပြီထက်ခါပြောင်းလဲတာတွေဖြစ်နေတာကိုအပြင်ကလူတွေကိုအပြစ်တင်နေမဲ့အစားပေါ့နော်ကိုပြန်ကြည့်ပါကိုပြန်ပြီး reflect လုပ်ပါအဲ့တော့ကျမတို့ကလေများသောအားဖြင့်တော့ကျမကိုယ်တိုင်ရောပေါ့နော်ဖြတ်သန်းကြီးပြင်းလာတဲ့ဘဝမှာဘဝမှာဘာ trauma မှမရှိခဲ့ဘူးဆိုတဲ့ဟာနဲ့လာခဲ့တာပေါ့နော်အဲ့ဒါဒီတကယ်တော့ totally လုံးဝမှားတယ်ပေါ့နော်ကျမတို့ရဲ့ဘဝမှာ trauma ဆိုတဲ့အရာလေးကတသေးလေးမဟုတ်ရင်ခုရှိနေတတ်တယ်ပေါ့နော်ရှိနေတတ်တဲ့နေရာလေးတွေကိုကျမတို့ကကိုယ်တိုင်သွားပြန်ကြည့်ပြီးတော့အဲ့ဒါလေးတွေကို acknowledge လုပ်ပြီးတော့အဲ့ဒီ pain ဖြစ်တဲ့နေရာလေးကိုကိုယ်တိုင်နဲ့အတိမတ်ပြုဖို့လိုအပ်တယ်အဲ့ဒီနေရာလေးကအတိမတ်ပြု acknowledge လုပ်ပြီး conscious ဖြစ်လာတော့မှကျမတို့ကအခုဖြစ်နေတဲ့ cycle ကြီးကိုလည်းကိုယ်တိုင်တာဝန်ယူပြီးတော့ responsibility ဆိုတာလဲကျမတို့ပဲတာဝန်ယူရတာဘာဖြစ်လို့လဲဆိုတော့အရင်တော့ဆို relationship တွေပြတ်တယ်ဆိုရင်လွယ်လေးနော်ဟိုတယောက်ကမကောင်းလို့ဆိုသူ့ပေါ်ဖောက်ခနဲ့ဆိုပြီးတော့အပြစ်တွေတင်လိုက်ရုံပဲဒီလားလွယ်လေးအဲ့လိုတင်လိုက်လို့ရှင်ကျမတို့လုံးဝတာဝန်ယူစရာမလိုတော့ဘူးအဲ့တော့ကျမတို့တာဝန်ယူစရာမလိုတော့တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီ cycle ကြီးကလည်းလဲပြီးရင်နဲ့ကျမတို့စီထပ်ခါလာတတ်ပါတယ်ပေါ့နော်ကိုယ်တိုင်ငါဒီကိစ္စကငါနဲ့သက်ဆိုင်တဲ့ကိစ္စငါရှင်းရမယ့်ကိစ္စမလို့ငါရဲ့အနာတွေကိုငါပြန်ကြည့်မယ်အဲ့ငါညာတဲ့နေရာလေးတွေကနေပြန်ပြီးတော့ငါကပြန်ရှာကြည့်မယ်ဆိုတဲ့ဟာလေးကနေသွားကြည့်မယ်ဆိုရင်တော့ကျမတို့အဲ့ breaking the cycle ဆိုတဲ့ဟာလေးကိုလုပ်နိုင်မယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့ကျမပြီးခဲ့တဲ့အတန်းတုန်းကကြားခဲ့တယ်ဒီလားကျမတို့ရဲ့ဆရာမတယောက်ကပြောတာသူတို့ငယ်တုန်းကဆိုလို့ရှိရင်တဲ့အသက်ကငယ်သေးတယ်တဲ့အဲ့တော့ကလေးတွေမွေးပါလို့ပြောကြတယ်တဲ့အဲ့တော့သူ့ရဲ့ဒီပေါ့ကြီးတော်ကြီးဆိုလားဘေးကအတော်ကြီးဆိုလားအဲ့ဒါဘာပြောလဲဆိုတော့ညီတို့အေးတဲ့ငယ်တုန်းမှာမွေးကြတဲ့ကလေးဆိုတာလေတိုက်တိုင်းကြီးတာတဲ့ဆိုတော့
ကလေးဆိုတာလေတိုက်တိုင်းမကြီးပါဘူးလို့เนาะကလေးတွေကြီးဖို့เนาะတကယ် quality ပြည့်မီပြီးတော့အရေးချင်းပြည့်မီတဲ့ကျမတို့အရင်ခေတ်ကပြောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်လူတော်လူကောင်းလူကျွန်းနော်ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့အတွက်ဆိုတာကသူတို့ကို physically mentally emotionally ကျမတို့ဒီတစ်သက်လုံးမှာမေ့နေကြတယ် emotionally ပေါ့နော်စိတ်ခံစားမှုပိုင်းဆိုင်ရာဒီနေရာတွေမှာအကုန်လုံးကိုစနစ်တကျသူ့အချိန်နဲ့သူဖြည့်ဆည်းပေးနိုင်ပါမှတကယ်ကိုလူတော်လူကောင်းဆိုတဲ့နေရာလေးတကယ်ကို quality ပြည့်ဝတယ်ဆိုတော့ generation ကောင်းတယ်ဆိုတဲ့နေရာလေးကိုရောက်မှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျမမြင်တဲ့အမြင်လေးဘက်ကနေပြီးတော့ကျမပြောပြလိုက်တာပါဟုတ်ကဲ့ပါအဲ့တော့ကဲပြီးတော့မပေးပါတယ်ပေါ့နော်မလည်းဖြစ်ပြပါအောင် ဟုတ်မမီပြောတာလည်းတော်တော်ကိုပြည့်စုံတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တော်တော်ကိုပြည့်စုံတယ်ဒီကိုရီးယားလေဒီမှာခန္ဓာကိုယ်ထဲမှာပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာတစ်ခုခု trigger ဖြစ်သွားပြီဆိုရင်လေတကယ်ပြောတာခန္ဓာကိုယ်ထဲကနေခံစားလို့ရတယ်နော်ခန္ဓာကိုယ်ကလေတကယ်ကိုလေဟိုရေအေးနဲ့ထိလိုက်လားရေနင်းနဲ့ထိလိုက်သားအဲ့လိုမျိုးပဲလေသူကတခါတည်းကိုလေတောင့်သွားတာလေနော်တင်းသွားတာအဲ့ဒါလေတကယ်တစ်ခုခုစိတ်တိုင်းမကြောက်ဆိုစိတ်ထဲမှာအဲ့လိုဒီခန္ဓာကိုယ်ရဲ့ခံစားမှုကလည်းပြောင်းလဲသွားတယ်ပြီးပြီဆိုရင်တခါတည်းစိတ်ထဲမှာလည်းဒီ trigger ကလေဒီလိုကိုဖြစ်သွားတာအဲ့တော့ဒါ recently ပဲဒါပြောရင်လည်းတော်တော်များမယ်ဟိုတရက်ကဆိုရင်အဖေနဲ့စကားပြောရဲပေါ့နော်အဖေနဲ့စကားပြောတော့အမှသူကဒီခုလာမဲ့ Christmas ကိုသူ့ရှိကိုလာစေချင်တာဒါပေမဲ့ကိုကလည်းဒီဘက်မှာမစီစဉ်ရသေးဘူးအဲ့သူပြောလိုက်တဲ့ဟာကိုလေကိုကလေစိတ်အရန်လေအဖြေကိုသိကျင်နေပြီပေါ့နော်အဖြေကိုသိကျင်တော့သူကအမကိုလည်းသူကတော့ဟိုမှာစီစဉ်နေတယ်ဆိုတာမျိုးပြောလိုက်တဲ့ဟာဘာမဟုတ်တဲ့စကားလေးကိုလေလူကလေ trigger ဖြစ်သွားတာလမ်းလျှောက်ထွက်နေနေအဲ့တော့လေတောက်လျှောက်ညနေပြန်ရောက်တော့ကိုကလည်းကိုအေးအေးဆေးဆေးပေါ့နော်အဲ့ဒါလေစိတ်ထဲမှာလေမကြေဘူးအခဲလိုက်ရှိနေတာအဲ့ဒါနဲ့ညနေကျတော့စဉ်းစားတယ်ငါဘာဖြစ်လို့ပေါ့နော်ဘာမဟုတ်တဲ့ဒီအဖေကလည်းလာစေခြင်းနဲ့ကိုကလည်းသူ့ကိုတွေ့ခြင်းနဲ့ဘာကြောင့်များဒါလေးကိုငါ trigger ဖြစ်သွားတာလဲဆိုတော့အဲ့ဒါလေးမမီပြောသလိုပဲတကယ်ကိုသွားပြန်ရှာတာသွားပြန်ရှာတဲ့အခါမှာဘာလဲဆိုတော့ငယ်တုန်းကနော်တကယ်ကိုဘယ်လိုပြောရမလဲ race လောက်လာတာလေသူတို့ကနင်တို့ကောင်းအောင်လို့အတွက်သူကများသောအားဖြင့် most of the decision တွေကိုသူတို့ကပဲချလိုက်တာလေဟုတ်တယ်မလားသူကကိုချဖို့အတွက်လေသူကလမ်းကိုကြောင်းပေးထားတယ်ဒီလမ်းပဲဘယ်မှသွားစရာမရှိဘူးရန်ကုန် inside လမ်းမကြီးတဲ့နာပဲเนาะသူအဲ့လိုပဲသွားစေချင်တယ်အဲ့လို decision ချအောင်လဲပံ့ပိုးထားတယ်ဆိုတော့အဲ့မှာမကျေနပ်တဲ့ဟာလေအဲ့တော့ life မှာ decision တော်တော်များများငယ်တုန်းကပေါ့နော်သူအဲ့လိုမျိုးချပေးခဲ့တဲ့ဟာလေးကိုကိုကဒီအသက်အထိပဲရောက်တဲ့အခါမှာကိုကမခံနိုင်တော့ဘူးအဲ့တော့ဘာမဟုတ်တဲ့ဟာလေးက trigger ဖြစ်တာအဲ့တော့တချို့ကိစ္စလေးတွေတေးသေးလေးတွေပဲဒါပေမဲ့ဘယ်လိုခေါ်မလဲအဲ့ဒါလေးကိုကိုကပြန်ရှာပြီးတွေ့သွားတယ်။အော်အမြဲတမ်းသူတို့က decision လုပ်ခဲ့တာငါမကျေနပ်တာဆိုအဲ့လိုမျိုးကိုကလေတကယ်ကိုယ့်ရဲ့ဒီအတွင်းစိတ်ကလေးကိုပြန်ရှာပြီးတွေ့သွားတဲ့အခါမှာ relationship လေးကလည်းအရင်တော့လိုမျိုးသူနဲ့ဖုန်းပြောရဲဆိုရင်ကိုကစိတ်ထဲမှာကတိကောက်တယ်အရင်မဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကျမတို့ကဒီအတိတ်တွေကိုလွှတ်ချမှနော်အနာဂတ်ကိုရှာဖွေတွေ့ရှိလို့ရမှာလည်းဖြစ်တယ်အဲ့ပြီးတဲ့အခါကျတော့ဒီဘာလဲဒီအခုဆိုရင်မမဒီမှာပြောကြတယ်လေဘာလဲ me time ယူလိုက်တို့ me time ယူလိုက်အပြင်ထွက်လိုက်မုတ်စားလိုက်ဆိုတာလေအဲ့ဒါလေးကိုတစ်ချက်ကလေးပြောချင်တယ်အပြင်ထွက်တာမုတ်စားတာ very stressful နော်မတွေ့ချင်တဲ့လူတွေနဲ့တွေ့ရမယ်အဲ့ပတ်ဝန်းကျင် pressure တွေလာမယ်အဲ့တော့ me time ဆိုတာတကယ်ကိုလေ authentically ကိုငါဘာတူလဲဆိုတာကိုလေတိတ်ဆိတ်ကလေးရှာဖွေတာ mindfulness လုပ်ပြီးရှာဖွေတာပေါ့နော်ဟုတ်အဲ့လိုမျိုးလေးကပို့ပြီးအရေးကြီးတယ်ဆိုတာလေးကိုပြောချင်တယ်မမီဘာမဆွေဘာများထပ်ထည့်အောင်လဲမသိဘူးနော်ပြောတာတော့တော်တော်ပြည့်စုံသွားပြီပေါ့နော်အဲ့တော့တချို့ကျမတို့ပြောတဲ့နီလန်းတော်တော်များများကကိုဘာနဲ့တင့်တော်မလဲပေါ့အဲ့ဒါကိုမူတည်ပြီးတော့ပြောင်းလဲမယ်ဆိုရင်တော့အားလုံးကအဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်တကယ်လို့များကိုယ်မှာရှိတဲ့စိတ်ထန်ရာတွေကိုကိုကဖွင့်ထုတ်ခြင်းတယ်ပေါ့နော်ပြောပြပြီးတော့တိုင်ပင်ခြင်းတယ်ဆိုရင်ကျမတို့ဒီဓမ္မဆိုလို့ရှိရင်ကျမတို့ coach တွေရှိတယ် counselor therapist တွေရှိတယ်ပေါ့နော်ဆိုတော့ဒါတင့်တော်တဲ့ရှင်ဖွင့်တိုင်ပင်ခြင်းကိုလည်းလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ကျမတို့နောက်ပိုင်း live တွေမှာဆိုလို့ရှိရင်လည်းအမေးဖြေပုံစံမျိုးပေါ့နော်အဲ့တော့ဒီ
ကြည်နေတဲ့ပရိသတ်တွေကသူတို့ရဲ့ပြဿနာတွေတိုင်ပင်ချင်တာတွေမေးခွန်းမေးတာမျိုးတွေကိုကျမတို့ပြန်ဖြေသွားမဲ့ live တွေလည်းလုပ်ဖို့ရှိပါတယ်ပေါ့နော်အဲ့ခါကျတော့အဲ့လိုမေးခွန်းလေးတွေမေးချင်တယ်ဆိုရင်လည်းကျမတို့ Messenger ပဲဖြစ်ဖြစ်ဒီ comment မှာပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေတဲ့နေရာကိုမေးခွန်းလေးတွေမေးပေးလို့ကြပါတယ်ပေါ့နော်ဒါလေးကိုပြောချင်ပါတယ်မိုမိုကြပြလေးယူအောင်မလားဟုတ်တယ်ရွတ်လိုက်မယ်ပေါ့နော်အဲ့ကြပြလေးကကြတော့let them be တဲ့နော် let them be လို့နာမည်လေးပေးထားတယ်ပေါ့နော် a child life is not your own တဲ့နော်ကလေးရဲ့ဘဝဟာကိုယ့်ဘဝမဟုတ်ဘူးတဲ့နော် the seeds must rise not be overgrown နော်သူ့ဘာသူအပင်ပေါက်ဖို့နော်သူ့ဘာသူရှင်သန်ဖို့တဘာဝသူ့ရဲ့တဘာဝအတိုင်းပေါ့နော်ရှင်သန်ဖို့လိုတယ်ကိုကအဲ့ဒါကိုလိုချင်တဲ့ပုံစံကိုလုပ်ဖို့ပြောင်းလဲပါနဲ့ဆိုတာပြောချင်တာပေါ့နော် give them love but set them free နော်သူတို့ချစ်ချင်းမြတ်တာပေးပါပြီးတော့လွတ်လပ်ခွင့်လည်းပေးပါတဲ့နော် let them bloom as they are meant to be နော်သူတို့တဘာဝအတိုင်းသူတို့ပုံစံတိုင်းသူတို့ရှင်သန်ဖို့အတွက်ကိုခွင့်ပြုပေးပါတဲ့အဲ့တော့ကလေးတွေကိုပေါ့နော်ဒီကိုလိုချင်တဲ့ပုံစံကိုမလုပ်ဖဲနဲ့ let them be နော်ကိုကဘေးကနေပြီးတော့မှဘယ်လိုခေါ်မလဲဘေးကနေပြီးတော့မှကျမတို့ကဘယ်လိုပြောရမလဲguideline ပေးရုံနဲ့ပေါ့နော်လွတ်လွတ်လပ်လပ်နော်ကလေးတွေကိုတဘာဝအတိုင်းသူတို့စိတ်တိုင်းကြ authentic self နဲ့ရှင်သန်ဖို့ကိုလုပ်ပေးပါလို့အဲ့ဒီစာလေးကိုလက်ဆောင်စကားပေးကြပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီနေ့ live လေးကိုကျမတို့အဆုံးသတ်ပါမယ်အားလုံးပဲတာယာချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေရှင်ဟုတ်ကဲ့ပါတတာ